သာသနာတော်နှစ်2553ခုနှစ်ကောဇာတက္ကရာ1382ခုနှစ်သရင်းကျွလပိကျော်တရက်ရန်ကုန်တိုင်းရန်ကင်းမြို့နယ်အမှတ်9ရပ်ကွက်ဓမ္မိကဓမ္မယုံသရင်းကျွပွဲတော်အထူးတရားပွဲ၌ဟောကြားအပ်သောဓမ္မစာရီနှင့်အဓမ္မစာရီတရားနာဒီနေ့ညတပတ်သဘင်ခန္ဓာကိုရှေးဘုန်းတော်သခင်ရှင်တော်မြတ်ဘုရား၏မဟာကရုဏာကုံကိုအာယုပြုကာတိကျုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ဩကပဂောတိဟိပိအပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကရုဏိကတတတ္တာယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘမေယံရေအတွက်တိုင်းတာဖော်ပြခြင်းကမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥ္စာသချင်းလက်အင်္ဂါမေတ္တာကြီးမာသမိသာနှင့်တထာဇနီစွန်ခြင်းကြီးဟုကျက်တိထဝေကားသွဲအစုအလုံးခဲရင်သောမူရောကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကိုအထုတ်တော်ဖြစ်ဖြစ်ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့စေဝံကိုရောဤပင်မညင်းတို့ကတောဘဝတဏ္ဍကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတတ္တဝါများယဝေတာကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောရသနာရသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းဓမ္မစာရီနှင့်အဓမ္မစာရီဘုရားမြတ်စွာရဲ့ဒေသနာတော်တွေထဲမှာဓမ္မောဟဝေရခတိဓမ္မစာရီဓမ္မသည်ဓမ္မကိုကျင့်သုံးတဲ့ပုဂ္ဂိုလ်ကိုလုံးဝဆောင်ရှောက်ပေးတယ်ဓမ္မကိုကျင့်သုံးတဲ့ပုဂ္ဂိုလ်ကိုဓမ္မကလုံးဝအဆောင်ရှောက်ပေးပါတယ်အဲ့တော့ဓမ္မစာရီဆိုတာဓမ္မကိုကျင့်သုံးတဲ့ပုဂ္ဂိုလ်အဓမ္မစာရီဆိုတာဓမ္မကိုမကျင့်သုံးတဲ့ပုဂ္ဂိုလ်သို့မဟုတ်ဓမ္မရဲ့ဆန့်ကျင်ဘက်တွေကိုကျင့်သုံးတဲ့ပုဂ္ဂိုလ်လောကမှာအခြေခံအားဖြင့်ဓမ္မအဓမ္မဒီနှစ်ခုအမတန်မှအရေးကြီးတယ်ပေါ့သိလို့ရမြန်မာလိုပြောမယ်ဆိုလို့ရှိရင်အရက်ပြောမယ်ဆိုရင်တရားတယ်မတရားဘူးပေါ့လူလောကသတ်မှတ်နေတာတရားတယ်လို့မတရားဘူးလို့ဆိုတာအဓိပ္ပာယ်ကြီးကျယ်ကောင်းကျယ်နေဘုရားမြတ်စွာဟောတဲ့ဓမ္မနဲ့အဓမ္မဆိုတာတော့အမတန်မှသိထားဖို့ရည်ကြည်တယ်ဘုရားဘာသာဝင်ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေဘုရားဘာသာဝင်သက်ဝင်ကြုံကြည်ကြတဲ့ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်ကြတဲ့လူမျိုးဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေတနည်းပြောရင်
ကဘာမှာရှိကြတဲ့လူမျိုးတွေကဘာလူမျိုးပဲဖြစ်ဖြစ်မြည်သည့်လူမျိုးပဲဖြစ်ဖြစ်ဒီဓမ္မအတ္တမဆိုတာအလုံးနဲ့သက်ဆိုင်ပေါ့တရားတယ်မတရားဘူးဆိုတာကြတော့လူတွေသတ်မှတ်ထားတာတွေရှိတယ်ဆိုင်ရာဥပဒေတွေနဲ့ကြည့်ပြီးတော့ပြောတယ်တရားတယ်မတရားဘူးကတစ်မျိုးတချို့ဥပဒေကလူလှုပ်ထားတဲ့ဥပဒေသဘာဝလှုပ်တဲ့ဥပဒေပေါ့အခုပြောတဲ့ဓမ္မအတ္တမဆိုတာကြတော့ mimic law မဟုတ်ဘူး natural law လူတွေကသတ်မှတ်ထားတာမဟုတ်ဘူးသဘာဝကသတ်မှတ်ထားတာဖြစ်တယ်အဲ့ဒီသဘာဝကသတ်မှတ်ထားတာကိုမြတ်စွာဘုရားကတွေးရှိတာတရားတော်သိတာတွေးရှိတာ discover ပေါ့ဘုရားကဒီတရားကိုတွေးတာအဲ့တော့မြတ်စွာဘုရားကဒီတရားကိုဖန်တီးတာမဟုတ်ဒီထွင်တာမဟုတ်ဘူးတွေ့တာပဲဖြစ်တယ်။တွေ့တယ်ဆိုတာငကိုယ်တည်းရှိတာကိုသာတွေ့လို့ရတာဟုတ်။ငကိုယ်ကမရှိဘူးဆိုရင်ဖန်တီးတယ်လို့ပြော။အခုမြတ်စွာဘုရားကတရားဓမ္မကိုဖန်တီးသူမဟုတ်ဘူး။အဲ့တော့ဖန်တီးသူဆိုလို့ရှိရင်မြတ်စွာဘုရားမှာအပြစ်တင်စရာတွေဖြစ်ကောင်းဖြစ်လေပဲပေါ့။ဓမ္မအာရမဘုရားကဖန်တီးခဲ့လို့တို့အာရမလို့သတ်မှတ်ပြီးခံနေရတယ်။ဘုရားကဖန်တီးခဲ့လို့တို့ဓမ္မဆိုပြီးတော့ဒီလိုကွဲပြားနေတယ်နဲ့ဖန်တီးတဲ့ပုဂ္ဂိုလ်ဖြစ်တင်စရာအများကြီးမြတ်စွာဘုရားကဖန်တီးတာမဟုတ်ဘူးတကယ်တဘာဝရှိနေတဲ့အရှိကိုတွေ့တာပဲလောကကြီးမှာရှိနေတယ်သို့တော်လူတွေကတတိမထားမိလို့ဖြစ်စေတတိညာမမှီလို့ဖြစ်စေမတွေ့နိုင်ကြဘူးရှိပြီးမတွေ့ရတာတွေအများကြီးပဲဒါကြောင့်အခု21ရာစုနှစ်ရောက်လာသည့်တိုင်အောင်လောကမှာမတွေ့သေးတာတွေအများကြီးသိပ္ပံပညာရပ်ပဲကြည့်အောင်လေဒီကနေ့ပြောနေတာခဏိတွေ့တာခဏိပြောတာလက်ဖန်တွေ့ရင်လက်ဖန်ဖြစ်သွားတယ်တချို့ဆိုသိပ္ပံကတွေ့တဲ့စကားတွေဟာပထမတုန်းကပြောခဲ့တာနဲ့အခုပြောတာဆန့်ကျင်နေတာတွေအများကြီးရှိဥပမာလေးတစ်ခုထုတ်ပြောမယ်ဆိုလို့စမ်းသပ်ချက်ရဲ့အဖြေကလေးတွေအဲ့ဒီစမ်းသပ်ချက်ရဲ့အဖြေဆိုတာလေးတွေဟာမှန်ကန်မှုရှိသလားဆိုမရှိဘူးအကုန်လုံးမှန်တယ်လို့ပြောလို့မရဘူးဘာလို့လို့ဆိုသဘာဝမှာပေါ့ကိုတွေ့တာလေးနဲ့ကိုစံတင်ပြီးတော့ပြောတာဆိုပါစို့မကြာခင်ကမနှစ်လောက်ကခွန်ကြီးတို့မလေးရှားကိုသွားတယ်ခေါင်းယောဂနဲ့ပတ်သက်ပြီးတော့ဓာတ်ရဲ့ဆိုတာအင်တာနက်မှာတည်ထားတာရှိခေါင်းယောဂအကြောင်းတင်ထားစောစောတုန်းကဒီမှာခေါင်းယောဂဘာကြောင့်ဖြစ် uric acid များလာလို့ဖြစ်တယ် uric acid တက်လာလို့ရှင်ခေါင်းယောဂဖြစ်တယ်အဲ့ဒီ uric acid ကိုဘယ်အစားအစာတွေကဖြစ်ပေါ်စေတတ်လဲဆိုမြေပေါ်မြေအောက်ပေါက်တဲ့အပင်တွေတော်တော်များများပါအဲ့ဒီထဲမှာအစီသေးသေးလေးတွေနဲ့ရှိတဲ့ strawberry လို့ berry မျိုးစုံကဒီအစီသေးသေးလေးတွေဒါ uric acid တက်စေတယ်လို့စောစောပိုင်းကအဲ့ဒါလို့ရေးလဲရေးတယ်ပြောလဲပြောတယ်ဆရာဝန်တွေကလည်းညွှန်တယ်ပေါ့အဲ့မလေးရှားအင်တာနက်ထဲတွေ့လိုက်တဲ့အခါကျတော့ဘာပြောင်းပြန်ဖြစ်သွားတယ် strawberry ဟာ uric acid ကိုကျစေတယ်ပြောင်းပြန်ဖြစ်သွားဆိုလိုတာကတွေးရှိချက်ကလေးတွေပြောတာတွေးရှိချက်ပြည့်စုံတာမဟုတ်ဘူးပြောင်းနေပြောင်းပြန်နေအကုန်ဖြစ်တယ်အဲ့တော့သိပ္ပံပညာရဟာခဏိတွေ့တာလေးခဏိပြောတာလက်ချင်ကပြောင်းပြန်ဖြစ်ဖြစ်ပေါ့အေးမြတ်စွာဘုရားတရားကတော့အဲ့ဒါမျိုးမဖြစ်ဘူးတဲ့စိတ်ချနှစ်ပေါင်း2500ကဟောခဲ့တဲ့တရားဒီကနေ့လည်းမှန်းနေဘာဖြစ်လို့မရှိဘူးဟောစမ်းသပ်ပြီးတော့တွေးတာကိုဟောတာမဟုတ်ဘူးလောကကြီးမှာဓမ္မနိယမဓမ္မတာပေါ့နိယမ၅မျိုးပြောတဲ့အချိန်မှာဓမ္မနိယမဆိုတာဘုရားလောင်းနေနဲ့ပတ်သက်တဲ့နိယမတရားတစ်ခုသို့သောပဋိစ္စသမုပ္ပါဒ်ကိုလည်းပဲဓမ္မတာတို့တထတာတို့ဒီလိုအသုံးလေးနဲ့သုံးတော့
တဘာဝဓမ္မတွေရဲ့ဒီဥပရိသဟာလည်းပဲမှန်ကန်တယ်လို့ပြောအောင်မှန်ကန်တယ်ဓမ္မတာသဘောဓမ္မနိယမသဘောပြောလို့ရဟောလောကမှာနိယမဆိုတာပုံသေးလောက်ပုံသေးဖြစ်နေတဲ့သဘာဝတရားတွေပုံသေးဖြစ်နေပြီဆိုတာပြောင်းလို့မရဘူးပေါ့အဲ့တော့မြတ်စွာဘုရားဟောထားတဲ့ဓမ္မအဓမ္မဆိုတာဘယ်တော့မှပြောင်းမှာမဟုတ်ဘူးဒါမြတ်စွာဘုရားတွေးရှိထားတဲ့ဓမ္မအဘယ်ခေတ်ဘယ်ကာလကစပြီးတော့ဘယ်ခေတ်ဘယ်ကာလမှာဆုံးမယ်ခုခေတ်ပြောကြတယ်မို့လားပစ္စည်းတစ်ခုပေါ်လာလို့ရှိရင်အကြီးကဒိတ်အောက်သွားပါဘူးလို့ပြောတယ်မြတ်စွာဘုရားနှစ်ပေါင်း2000ကျော်ကဟောခဲ့တဲ့တရားဟာဒိတ်အောက်သွားတာလို့ရှိဒီကနေ့ထိမှန်းနေတော့မယ်နော်မှားလို့စွန့်ပြရတဲ့အချက်ဘာမှမရှိဘူးဘုရားမြတ်စွာတရားတော်တွေထဲမှာဒါလုံးဝမှန်ကန်နေတယ်ဆိုတာလူတွေရဲ့ဖြစ်စဉ်နဲ့တသက်ပြလောကမှာတရားတွေရှိနေသေးတယ်မြတ်ဒီသဘာဝတရားတွေမှန်းနေဥမှာပဲအေးမြတ်စွာဘုရားကဒါဥပရိတစ်ခုထုတ်လိုက်တာဓမ္မအဓမ္မနှစ်ခုတွေ့ရှိချက်အရာမြတ်စွာဘုရားကဓမ္မအဓမ္မနှစ်ခုဥရိသအနေနဲ့ထုတ်တဲ့အခါကျတော့ဓမ္မစာရိဓမ္မကိုလိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်ကိုဓမ္မောဓမ္မကရက္ခတိဆောင်ရှောက်တယ်ဘုန်းကြီးတို့ဘဝမှာလုံးလုံးခြုံခြုံနဲ့တန်တရားလဲရအောင်တော့ကောင်းတဲ့ဘဝတစ်ခုကနေပြီးနောက်ကောင်းတဲ့ဘဝတစ်ခုအကာအကွယ်ပြည့်ပြည့်စုံစုံလုံးလုံးခြုံခြုံနဲ့ရှောက်နှမ်းဉာဏ်လို့ရှိရင်ထိုလုံးလုံးခြုံခြုံစောင့်ရှောက်နိုင်တာဓမ္မပဲဖြစ်တယ်အဲ့ဒီဓမ္မဟာကိုယ်တိုင်ကျင့်သုံးတဲ့ဓမ္မပဲအဲ့ဒါကိုဒီစကားပြောအေးသက်ရှိခြင်းနဲ့သက်ရှိချောင်းတရားကျင့်သုံးအောင်ကျမ်းမာခြင်းနဲ့ကျမ်းမာခြင်းကြောင့်ကျင့်သုံးတရားကိုကျင့်သုံးရမှာဖြစ်တယ်ပစ္စည်းဥစ္စာပေါ်ခြင်းနဲ့ပေါ်ခြင်းရဲ့အကြောင်းဖြစ်တဲ့ဓမ္မကိုကျင့်သုံးအောင်တန်တရားဝုကလွတ်ခြင်းနဲ့စိတ်ချမ်းချမ်းသာသာနေခြင်းနဲ့တောကကင်းပြီးတော့ဥပ္ပံကြောင်းချမှုဘဝစိတ်နှလုံးအေးချမ်းတဲ့ဘဝမှာနေခြင်းနဲ့ဆိုရင်လည်းစိတ်နှလုံးအေးချမ်းခြင်းရဲ့အကြောင်းဖြစ်တဲ့ဓမ္မကိုကျင့်သုံးဒါကိုပြောတဲ့ဓမ္မောမိမိစောင့်ရှောက်တဲ့ဓမ္မကဓမ္မစာတွေဓမ္မကိုကျင့်သုံးလိုက်နာတဲ့ပုဂ္ဂိုလ်ကိုဟဝေစင်စစ်ဧကံအမှန်အားဖြင့်ရက္ခတိစောင့်ရှောက်တယ်လို့မြတ်စွာဘုရားဟောတော့ဒီစကားလေးတစ်လုံးကိုမှတ်ဖို့တို့တွေဟာဓမ္မရဲ့အဆောင်ရှောက်ကလွဲလို့အခြားအဆောင်ရှောက်တွေဆိုတာကပုံဒီကချက်ပြောလို့မရလုံခြုံမယ်လို့ပြောလို့မရနော်လုံခြုံတယ်လို့ပြောလို့မရဘူးတဘဝတခဏတာလေးသို့မဟုတ်ချိန်မင်းလေးလောက်လုံခြုံတယ်လို့စိတ်ကထင်နေတော့လေဓမ္မကိုကျင့်သုံးလို့ဓမ္မကအကာအကွယ်ပေးတာတော့ဘုန်းကြီးဘူးတဲ့အဲ့ဒါကိုပြောအဲ့တော့ဓမ္မအဓမ္မဆိုတာအခြေခံအပြင်ပြောမယ်ဆိုလို့ရှိရင်ဒုစရိုက်10ပါးသည်အဓမ္မဒုစရိုက်10ပါးသည်ဓမ္မဒါဘယ်တော့မှမပြောင်းလဲတဲ့ဟာတစ်ခုဒုစရိုက်ကလည်းစရိုက်ဖြစ်ပြောင်းမသွားဘူးဒုစရိုက်ကလည်းဒုစရိုက်အဖြစ်ပြောင်းလူတွေကြတော့အပြောင်းလဲရှိတယ်မဟုတ်လားဟိုဘက်ဒီဘက်ကူးကြတာတို့စိတ်ပြောင်းတာတို့အတွေးခေါ်ပြောင်းတာတို့ဟောညာရှိဒေတာပြောင်းတာဟောဒီဓမ္မကတော့အဓမ္မဖြစ်တာမရှိအဓမ္မကလည်းဓမ္မဖြစ်သွားတာမရှိလုံးဝတည်ငြိမ်ပြီးတော့သူ့သဘောသူဆောင်းနေတာဒါကြောင့်မို့မြတ်စွာဘုရားကိုရောမြတ်ကဓမ္မဆိုတဲ့စကားလုံးကိုသုံးထားတာအမြဲတမ်းအသေးပဲရှိတယ်တခြားစကားလုံးကိုမရွေးချယ်ဘဲနဲ့ဓမ္မအလက္ခဏံဓာရိတိတိဓမ္မောသူ့တဘာဝသူဆောင်တယ်နောက်တစ်ခုကကိုယ်လိုက်နာကျင့်သုံးလို့ရှိရင်ဆင်းရဲဒုက္ခမရောက်အောင်ထိမ့်သိမ်းဆောက်ရှောက်တယ်အဲ့ဒီအဓိပ္ပာယ်နဲ့ဓမ္မဆိုတဲ့စကားလုံး
ဘာဝတရားကိုဟောထားတယ်မကောင်းတာလုပ်ပြီးကောင်းတာဖြစ်လာတယ်လို့ကောင်းတာတွေလုပ်ပြီးမကောင်းတာဖြစ်တယ်လို့ဆိုတဲ့အခါမှာတချို့ပုဂ္ဂိုလ်တွေမှာဓမ္မနဲ့အဓမ္မကိုမျက်စိလဲသွားတာမျိုးဖြစ်အဲ့ဒါသဘာဝတရားရဲ့ဖောက်ပြန်တာမဟုတ်ဘူးဆိုပါစို့အခုမကောင်းတာလုပ်နေတယ်ဒါပေမဲ့ဒီလူကကြီးပွားနေတယ်ချမ်းသာဒါအခုလုပ်နေတဲ့အတ္တမရဲ့အကျိုးမကောင်းတဲ့အကျိုးသူခံစားရတာမဟုတ်သေးဘူးတစ်ချိန်လုံးကကောင်းတာတွေလုပ်ခဲ့တဲ့အကျိုးခံစားနေရတယ်အဲ့ဒီကွက်လက်ကလေးကိုမမြင်ဘူးဆိုလို့ရှိရင်လူတွေကပြောကြတယ်အေးမကောင်းတာလုပ်တယ်လို့လေကောင်းတာကောင်းစားကောင်းတာလုပ်တယ်ကောင်းတယ်ဆင်းရဲအဲ့ဒါလို့သဘာဝတရားဟာသူ့ရဲ့သဘာဝတရားဟာသူ့ရဲ့လောကိုပြောင်းလဲပြစ်တာမျိုးဘယ်တော့မှမရှိနိုင်ဘူးဒါစိတ်ချသက်ဆိုဗျာဘယ်တော့မှမပြောင်းဘူးလူတွေမျက်စိလဲသွားတာရှိတယ်ပေါ့ဒါကလောကကြီးမှာအချိန်စောင့်ရတယ်ဆိုတာရှိတာပဲလေထမင်းချက်တာတောင်မှပဲဟုတ်တယ်မလားချက်တဲ့အချိန်ပိုင်းလေးစောင့်ရသေးတယ်လေဒီတဲ့လွယ်တဲ့ခောက်ဆွဲပြုတ်လေးတောက်ချင်တောင်3မိနစ်စောင့်ဆိုတာရှိသေးတာပဲအဲ့တော့မစောင့်လို့ကရမှာမရပဲအခုလို့အခုကောင်းစားခြင်းလို့ပဲရမယ်ဗမာစကားပဲကြည့်အခုရေတွင်တူအခုရေကြီးတောက်လို့မရဘူးမရဘူးဆိုတော့တဘာဝဒီတိုင်းပဲအေးဒါကြောင့်မို့လို့ကောင်းတဲ့အပေါ်မှာလည်းတန်တရားမရှိနဲ့မကောင်းတဲ့အပေါ်မှာလည်းတန်တရားမရှိမကောင်းတာဟာမကောင်းကျိုးပဲပေးမယ်ကောင်းတာဟာကောင်းကျိုးပဲပေးမယ်ဆိုတာဒါ the law of nature ပဲသဘာဝတရားကြီးရဲ့ဥပရိသကြီးပဲဘယ်တော့မှမပြောင်းလဲတဲ့ဘယ်တော့မှခစ်မတိမ်နဲ့ဘယ်တော့မှဒိတ်အောက်ဖြစ်မသွားတဲ့သဘာဝတရားကြီးရဲ့ nature ပဲလို့သို့တော့ဒီသဘာဝတရားကိုစန့်ကျင်ပြီးတော့ဆောင်ရွက်လုပ်ကံပြီးတော့မျောလင့်တကြီးနဲ့လုပ်နေကြလို့ရှိရင်တော့ဘလို့မှထင်တဲ့အတိုင်းဖြစ်လာမှာမဟုတ်ဘူးအဲ့ဒီကြတော့မှလူတွေကညီးတယ်နေလောကကြီးကထင်တဲ့အတိုင်းမဖြစ်ပါဘူးဘယ်တော့မှဖြစ်ဘူးလေလုတ်ရက်ကလွဲနေရင်တော့ထင်တဲ့အတိုင်းမဖြစ်တာသိကြတယ်လုတ်ရက်မှန်မှထင်တဲ့အတိုင်းဖြစ်တယ်အဓိကကထင်တာကအဓိကလားလုတ်ရက်ကအဓိကလားလုတ်ရက်ကအဓိကပဲလုတ်ရက်ကအဓိကကြည်လီမြတ်စွာဘုရားဓမ္မစာရိန်ဓမ္မကိုကျင့်သုံးနေတဲ့ပုဂ္ဂိုလ်ကိုဓမ္မောမိမိကျင့်သုံးတဲ့ဓမ္မကဟဝေရက္ခတိတကယ်ကိုစောင့်ရှောက်ပါတယ်ကြည်လီဘုရားအလောင်းဟာဘုရားဖြစ်သူရောက်အောင်ပို့ပေးလိုက်တာသူကျင့်သုံးတဲ့ပါရမီတရားတွေကတဲ့ပို့ပေးတာပဲအမေကနေပြီးတော့ဘုရားပြအောင်လုပ်ပေးတာမဟုတ်ဘူးအဖေကနေဘုရားပြအောင်လုပ်တော့ပေးတာမဟုတ်ဘူးသူကိုယ်တိုင်လက်တွေ့ကျင့်သုံးတဲ့ဓမ္မကနေပြီးတော့ဘုရားဖြစ်သူရောက်စေတာထို့တူပဲယဟန္တာဖြစ်အောင်လုပ်ပေးတာလဲကိုကျင့်သုံးခဲ့တဲ့ဓမ္မအနာဂံတို့သဂရဂံတို့သောတာပန်တို့ဖြစ်အောင်လုပ်ပေးတာလဲကိုကျင့်သုံးခဲ့တဲ့ဓမ္မဘဝတန်တရားမှာချမ်းသာဒုက္ခတွေရတယ်ဘဝကကိုကျင့်သုံးခဲ့တဲ့ဓမ္မရဲ့ကျေးဇူးပဲအဲ့ဒါလို့ဓမ္မကျင့်သုံးလို့ရှိရင်ဓမ္မကကိုယ်အကာအကွယ်စောင့်ရှောက်တယ်မျိုးမျိုးပေးတယ်အဘယ်ဘုံမရောက်အောင်ဆင်းရဲဒုက္ခမတွေ့အောင်ပစ္စည်းဥစ္စာမရှားပါအောင်ချမ်းသာသာနေနိုင်အောင်ကောင်းတဲ့ဘုံဘဝတွေကြီးပဲရောက်အောင်ဓမ္မကစောင့်ရှောက်နောက်ဆုံးမှတန်တရားကြီးတဲ့ကတန်တရားဝဆင်းရဲကလွတ်သွားအောင်ထိအောင်ဓမ္မကစောင့်ရှောက်ပေးတယ်သို့တော့ဓမ္မဆိုတာအဆင့်ဆင့်ရှိသေးတယ်လို့ဆိုတာတော့မှန်ကိုကျင့်သုံးတဲ့ဓမ္မရဲ့အကြည်သွေးကဘယ်တိုင်းတာထိအောင်သုံးနိုင်တယ်ပေါ့ကိုကြည့်တယ်ဓမ္မတွေမှာလည်းပဲသူ့ရဲ့စွမ်းရည်တတ္တိတွေကတစ်ခုနဲ့တစ်ခုမတူဘူးပေါ့ကောင်းပြီဘုန်းကြီးတို့ဒီကနေ့ခေတ်ကိုနည်းနည်းစဉ်းစားကြည့်ဓမ္မအာရမဆိုတာသိပြီးအကျယ်ပြောစရာမလိုဘူးဘုရားဘာသာသူတော်စင်တွေသိနေတယ်ကုသိုလ်ကမ္မပဋ္ဌတရားသည်10ပါးသည်ဓမ္မအကုသိုလ်ကမ္မပဋ္ဌတရား10ပါးသည်အာဓမ္မကိုစစ်ဆေးကြည့်ဖို့ရတော့ကြည့်ငါကာယဒုစရိုက်တွေကိုလုံနေသလား
သို့မဟုတ်ကာယဒုစရိုက်ကိုရှောင်ပြီးကာယဒုစရိုက်လုံနေတယ်ကာယဒုစရိုက်လုံနေရင်အတ္တမစာရီပဲဘယ်အတ္တမပဲဖြစ်ဖြစ်ကာယဒုစရိုက်လုံပြီဆိုရင်ဒါအတ္တမစာရီပဲဝစီဒုစရိုက်တွေကျူးလွန်နေတယ်နေ့စဉ်နဲ့အမျှလုံနေတယ်မပြတ်လုံနေတယ်ဆိုရင်ဒါအတ္တမစာရီပဲမနောဒုစရိုက်တွေမိမိစိတ်ထဲမှာဖြစ်နေတယ်ဆိုရင်အတ္တမစာရီပဲဘယ်သူမှသွားမေးเสียမလို့ကိုဓမ္မစာရီလားအတ္တမစာရီလားဆိုဆုံးဖြတ်အေးသူများတဲ့တတ်ချင်းကလုံးဝရှောင်တယ်ဆိုရင်ဓမ္မစာရီပဲတခါတရံချင်းကလေးတွေတတ်လိုက်သေးတယ်ဆိုရင်တော့ဒါအတ္တမစာရီပဲတတ်တာလည်းသူ့အတိုင်းတာအရာပါဏာတိပါဒမရှောင်သေးဘူးဆိုရင်သေးတာပဲဖြစ်ဖြစ်ကြီးတာပဲဖြစ်ဖြစ်ဒါအတ္တမပဲเนาะတစ်ထက်စားလဲကြက်သွန်နှစ်ထက်စားလဲကြက်သွန်လို့ပြောကြတယ်မဟုတ်လားအေးဒါကြောင့်မို့လို့ပါဏာတိပါဒအမှုကိုကျူးလွန်နေမယ်ဆိုလို့ရှိရင်အတ္တမစာရီပဲဘယ်လိုအကြောင်းနဲ့ကျူးလွန်လူဆိုတာကအကြောင်းပြတတ်တယ်တခါတော့ကအမျိုးသမီးတယောက်ဘုန်းကြီးတို့ရှောက်တော့ရှင်ဗျာတဲ့ဒီချင်းတွေမွေးထားလို့ရှိရင်ယောဂါတွေဖြစ်မှာပေါ့တဲ့ချင်းတွေတော့တတ်ရမှာပဲနော်အဲ့လိုချင်းကိုမတတ်ဖဲနဲ့ထားလို့ရှိရင်ယောဂါတွေဖြစ်မှာပေါ့ချင်းတတ်တာဒါဒီယောဂါမဖြစ်အောင်ကာဝယ်တာအေးဒါပုထုဇဉ်အတွေ့ကတော့ selfish ပဲလူတွေကလေကိုကာဝယ်ဖို့ဘသူသေးငတေမာဆိုတဲ့အတွေ့နဲ့မတူလားတူပဲလေချင်းတော့သေးစေချင်းကြိုက်လို့ရှိရင်ယောဂဖြစ်မယ်လူယောဂဖြစ်မှကြောက်တယ်လူယောဂမဖြစ်စေနဲ့ချင်းကိုတော့တတ်ဒီလိုတွေးလို့ရှိရင်ဒါပုထုဇဉ်အတွေ့ပဲအများအတွေ့ပဲသူတော်ကောင်းရဲ့အတွေ့မဟုတ်ဘူးသူတော်ကောင်းကကဲချင်းကိုတတ်ပြီးတော့ကိုယ့်ရဲ့အသက်ရှင်ရေးကိုကြိုးပမ်းတယ်ဆိုတာဘာကိုတန်ဖိုးထားတာတော့လို့မေးလိုက်လို့ရှိရင်ကိုယ့်အသက်ကိုတန်ဖိုးထားပြီးတော့ဓမ္မကိုတန်ဖိုးမထားရရောက်သွားဟုတ်ကဲ့ကိုချင်းတရားကိုဆုံးလွတ်လိုက်တယ်လေဩယောဂဖြစ်မှကြောက်ပြီးတော့ယောဂဖြစ်ရင်အသက်တူမယ်ပေါ့ဆိုပါစို့ယောဂဖြစ်မယ်သိမယ်အဲ့တော့ကိုယ့်အသက်လေးကိုတန်ဖိုးထားတယ်သို့တော့ကျင့်သုံးရတဲ့သီလကိုတန်ဖိုးမထားဘူးဆိုတဲ့အဓိပ္ပာယ်မရောက်ဘူးလားရောက်ပါတယ်အသက်နဲ့သီလဘာကိုရွေးမတုံးဆိုလို့ရှိရင်အသက်ပဲရွေးမယ်သီလမရွေးဘူးဆိုပုံစံဖြစ်သွားတယ်အဲ့ဒါကပုထုဇဉ်တွေရဲ့အတွေ့အရိယသူတော်စင်တွေကြတော့အဲ့လိုမဟုတ်ဘယ်လိုနည်းနဲ့မှကိုချင်းတရားကိုမဖြစ်ဘူးတန်ဖိုးရှိတာကိုချင်းတရားအသက်ဆိုတာကတခဏလေးတင်လေလူဘဝဆိုတာရှည်နိုင်ဘလောက်ရှည်မှာတော့80 90တရားဟိုဘက်သိကြော်တာမှမဟုတ်တာဟုတ်မဟုတ်လေသိမှာပဲလေအဲ့တော့အဲ့ဒါနဲ့သီလနဲ့မလဲနိုင်ဘူးဘာလို့မလဲနိုင်လို့ဆိုတော့သီလရဲ့တန်ဖိုးကနိဗ္ဗာန်ထိအောင်သွားတာလူအသက်ဟာတူတူလေးပဲသီလလုံချုံစောင့်တည်လို့ရှိရင်ကြည့်လေလူတွေရဲ့ရက်ပေါင်းလူတွေရဲ့အနှစ်90စတုမာတဲ့ပုံမှာတရက်ပဲရှိသေးတယ်လူအရေးအတွက်နဲ့နှစ်ပေါင်း100တာဝရိန္ဒနတ်ပြည်မှာတရက်ပဲရှိသေးတယ်အဲ့ဒီနည်းနဲ့တွက်ကြည့်သီလရဲ့တန်ဖိုးကဘယ်လောက်ကြီးသွားလဲကိုချင်းတရားရဲ့တန်ဖိုးကဘယ်လောက်ကြီးသွားတန်တရားဝတ်ကလွတ်အောင်အခြေခံပေးတာလေသီလဖြစ်တယ်မဂ္ဂင်၈ပါးထဲမှာဒါမှမဟုတ်သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာစီဝါဆိုသီလထည့်ထားအဲ့တော့ဒီလောက်တန်ဖိုးရှိတဲ့ဟာကိုကိုယ့်အသက်ကလေးနဲ့80 90 100လောက်နေရမယ်အသက်ကလေးနဲ့သွားလဲတယ်ပုံစံကဘာနဲ့ဥပမာတူတော့ဆိုလို့ရှိရင်တသိန်းတန်ရွှေခွက်ကြီးကိုရက်တက်နဲ့လဲစားတာလည်းမတူဘူးလားတူပဲတကယ်တော့တူပဲဘာမှမတူဘူးเนาะအဖိုးတန်တဲ့ဟာကိုအဖိုးမတန်တဲ့နဲ့လဲလိုက်တယ်ပေါ့ကိုကာကွယ်တဲ့အနေနဲ့ပါဏာတိပါဒအမှုကိုကျူးလွန်တယ်ဆိုလို့ရှိရင်ရောကိုကာကွယ်တာတော့ဟုတ်ပါပြီကာကွယ်ရမှာကသီလကိုကာကွယ်ရမှာသီလကိုမကာကွယ်ဘဲနဲ့သီလကိုစွန့်လွတ်ပြီးတော့အသက်ကိုကာကွယ်ရဲဆိုတာ
ဘာနဲ့ဥပမာတူတော့ဆိုရင်အဖိုးတန်ပစ္စည်းကိုမကာကွယ်ဘဲနဲ့အဖိုးမတန်တဲ့ပစ္စည်းသွားကာကွယ်တာနဲ့မတူဘူးလားအဲ့ဒီပုံစံရောက်တဲ့ဆိုတာအလေးနဲ့ထားစဉ်းစားကြည့်ပေါ့အေးဒါကြောင့်မို့လို့ဘာနာတိပါဒအဒိဏဒါနာကာမိတုမိစ္ဆာစာရဆိုတဲ့ကာယကံပြစ်မှုတွေကိုကျူးလွန်မယ်အဓမ္မစာရီအဲ့ဒီပြစ်မှုကျူးလွန်ခြင်းမှရှောင်ကျင်တယ်ဆိုရင်ဓမ္မစာရီဘုဒ္ဓဝါဒပိသုဏဝါစာပရုဒ္ဓဝါစာသမ္မပလပါလို့ဆိုရယ်နှုတ်နဲ့ပတ်သက်တဲ့မှားယွင်းတဲ့ပြောဆိုမှုတွေကျူးလွန်မယ်ဆိုရင်အဓမ္မစာရီကျူးလွန်ရင်သူကဓမ္မကမဆောင်ရှောက်နိုင်ဘူးအဓမ္မရဲ့အကျိုးတွေကိုခံစားရမယ်ပေါ့အေးဆောင်ရှောက်လို့ပြီဆိုရင်အဓမ္မကပေးမဲ့အကျိုးတွေခံစားရအောင်မလားမခံစားရဘူးကြည့်လေလီလှပြားမှုမဖြစ်တဲ့ပုဂ္ဂိုလ်တယောက်ဘာဖြစ်လာမတရားဆွဆွဲခံရတာမျိုးသူဘယ်ပုံဘယ်ဘဝမှမရဘာဖြစ်လို့သူကလည်းမလိမ့်တတ်ဘူးမလိမ့်တတ်သည့်အတွက်ကြောင့်ဆွဆွဲခံရတာမျိုးဆိုတဲ့အမျိုးမရဘူးသူ့ရဲ့နောက်ဆုံးမှာမှန်တာတွေကိုပြောသည့်အတွက်ကြောင့်သူဟာသွားလှတယ်ပါဇက်ကအနံဆိုးတွေမထွက်ဘူးဆိုတဲ့အကျိုးတွေလည်းပဲဘသူကဖန်တီးပေးတော့ဟောဒီဓမ္မကလိုက်ဆောက်ရှောက်ပေးတာပဲနော်အေးကောင်းပြီဓမ္မနဲ့အာရမဆိုတာဓမ္မကိုစောင့်ရင်စောင့်တော့အကျိုးတရားတွေကိုဒီဓမ္မကနေပေးလိမ့်မယ်တဲ့သို့တော်လည်းလောကလူတွေဟာဒီအဓိကအချက်ကိုတတိမေ့နေပြီးတော့ဘာတွေလုပ်လဲဘာတွေလုပ်လဲလူတယောက်ဟာဘဝတစ်ခုမှာလူဘဝရောက်လာတဲ့အခါမှာထိုပုဂ္ဂိုလ်ရဲ့စိတ်နေစိတ်ထားပတ်ဝန်းကျင်အနေအထားပေါ်မှာကြည့်ပြီးတော့ဒုစရိုက်တွေနဲ့ပျော်မွေးတဲ့ပုဂ္ဂိုလ်လည်းရှိတာဒုစရိုက်တွေကိုရှောင်ပြီးတော့သူစရိုက်နဲ့ပျော်မွေးတဲ့ပုဂ္ဂိုလ်လည်းရှိတာအဲ့ဒါလိုနှမျိုးရှိသွားဘယ်လိုပဲရှိသေသည်အချမ်းမဲ့ကြတော့အကောင်းကိုသွားခြင်းညတာကြီးပဲပေါ့လားဒုစရိုက်သမားလည်းမင်းငရဲသွားမလားဘယ်သွားမလဲသူလည်းလက်ပြောက်ချင်တာဟုတ်ကဲ့ဒီဘဝမှာတော့ဒူပဲထားပါတော့ဒုစရိုက်သမားသူစရိုက်သမားတခါတရံကြတော့ဒုစရိုက်သမားတောင်ချမ်းသာခြင်းချမ်းသာနေပေါ့ပစ္စည်းချမ်းသာတယ်ဆိုတော့ပစ္စည်းဥစ္စာချမ်းသာတာပြောတာနော်ငွေကြေးရပြီးအဆင်ပြေခြင်းအောင်ပြေလိမ့်မယ်သို့တော့သေသည်ဤအချမ်းမဲ့ကြတာဒုစရိုက်သမားကလည်းကောင်းတဲ့ဘုံသွားခြင်းနဲ့သူစရိုက်သမားကလည်းကောင်းတဲ့ဘုံသွားခြင်းအဲ့ဒီကြတော့သူစရိုက်သမားကောင်းတဲ့ဘုံသွားလို့မရသူ့မှာအကာအကွယ်မရှိသူစရိုက်သမားကြတော့ခုနဓမ္မစာရီဖြစ်တဲ့အတွက်ကြောင့်တရားကနေစောင့်ရှောက်လိုက်တာကောင်းတဲ့ဘုံရောက်အောင်သူ့ကိုစောင့်ရှောက်ပေးသို့တော့လူတွေကဘာလုပ်ကြလဲလို့ဆိုရင်တစုံတယောက်သေဆုံးသွားလို့ရှိရင်ဆုတောင်းပေးကြတယ်အဲ့ဒီဆုတောင်းပေးခြင်းဖြင့်ထိုပုဂ္ဂိုလ်တယောက်ဟာကောင်းတဲ့ဘုံဘဝရောက်သွားတယ်လို့ယုံတဲ့လူလည်းရှိတာမြတ်စွာဘုရားဟောတဲ့သုတ်တန်တစ်ခုဂါမဏိတန်ယုတ်လို့ခေါ်တယ်ဂါမဏိဆိုတာဂါမဏိဆိုတာရွာတကြီးခေါင်းဆောင်ဆိုတဲ့အဓိပ္ပာယ်ရတယ်အဲ့ဒီဂါမဏိတန်ယုတ်ထဲမှာသုတ်တန်တစ်ခုရှိအတိဗန္ဒကသုတ်ဆိုတာဒါတော့လူနာမည်ပေါ့အတိဗန္ဒကဆိုအဲ့ဒီသုတ်တန်တစ်ခုမှာအစင်လာတစ်ခုကိုသူကဘုရားနဲ့တွေ့တော့အစင်လာတစ်ခုကိုရှောက်တယ်သူမေးပုံလေးကိုကြည့်လောကလူတွေဟာအမတန်မှဆန်းပြားတယ်နေတော့ကတော့နေချင်းတို့နေတယ်သိပြီဆိုလို့ရှိရင်သူ့ရဲ့မိတ်ဆွေသင်္ကားတွေကရောဝိုင်းပြီးတော့ဆူတောင်းပေးကြဘယ်ကိုဆူတောင်းပေးရင်ကောင်းရဘုံရောက်ပါစေခုခေတ်ရောဆူမတောင်းကြဘူးလားအေးကောင်းရသူဂတိရောက်ပါစေကောင်းရသူဂတိရောက်ပါစေဒီဆူတောင်းကြဒါပေမဲ့ဒီလူကဘာတွေလုပ်ထားတယ်ဆိုတာသိချင်မှသိမှာပေါ့နော်ကောင်းရသူဂတိရောက်ပါစေနဲ့ဆူတောင်းတာဒါထုံးစံကြီးလို့ဖြစ်ဘုရားဘာသာတွေမှာတော့ဒီလိုနဲ့မရောက်နိုင်ဘူးဆိုတာအသိလေးရှိတာဒီအတွက်ကြောင့်သိအလေးနဲ့မထားတချို့ပုဂ္ဂိုလ်တွေကြတော့အမှန်တန်လေးနဲ့ထားတာရှိတယ်အဲ့ဒီမြတ်စွာဘုရားလက်ထက်တုန်းကအိန္ဒိယနိုင်ငံအနောက်ပိုင်းမှာရှိတဲ့ပုံနာတွေဗြဟ္မဏလူမျိုးတွေအဲ့ဗြဟ္မဏလူမျိုးတွေကသူကတနေ့ကို3 ကြိမ်ရေချိုးတယ်ရေချိုးတာဘာလို့ဆို
လောက်ထားတဲ့အကုသိုလ်တွေကိုရေနဲ့ဆေးဖြစ်တယ်သူ့အတွေးကလည်းကြည့်လေခြေထောက်ဖြစ်ဖြစ်မျက်နှာဖြစ်ဖြစ်လက်ဖြစ်ဖြစ်ညစ်ပတ်နေရေဆေးပြောင်းတယ်မဟုတ်လားအေးအဲ့ဒါလိုပဲမကောင်းမှုအကုသိုလ်နဲ့ရေဆေးရတယ်လို့ယူဆတယ်အဲ့ဒီလိုတွေးတာတွေကရှိသေးတယ်နော်ရေဆေးရင်ပြောင်းမှာပဲလို့ဆိုပြီးတော့သူတို့ကတနေ့ကိုရေသုံးချိန်ချိုးတယ်လောက်ထားတဲ့အကုသိုလ်တွေဥပမာမဲ့နေ့အကုသိုလ်လုပ်ရင်ညကြရေချိုးပလိုက်ပြောင်းသွားညအကုသိုလ်လုပ်ထားတာမနဲ့ရေချိုးပြောင်းသွားအဲ့ဒါဆိုရေထဲကငါးတွေဘယ်အကုသိုလ်ရှိတယ်မြဲရေချိုးဟုတ်ကဲ့အဲ့ဒါတော့သူထဲမစင်စားဘူးလေအဲ့ဒါလိုပဲသူတို့ကအယူအဆဆွဲဆွဲလန်းလန်းရှိတဲ့ပုဂ္ဂိုလ်တွေမလုပ်ကြတော့ကိုယ်တိုင်လည်းအကုသိုလ်ခဏခဏမျောတယ်ရေထဲကိုမျောပစ်တယ်မျောပစ်ပြီးတဲ့အခါလူတယောက်ကွယ်လွန်အိဋ္ဌာရောက်လို့အတုပပို့တဲ့အခါမလုပ်ကြတော့ဆိုသူတို့ကဝိုင်းပြီးတော့ဆူတောင်းပေးကြတယ်ဝိုင်းပြီးတော့ဆူတောင်းပေးကြတာတေဒီချမ်းမဲ့နဲ့ကောင်းရန်သူဂတိရောက်ပါစေတေဒီချမ်းမဲ့နဲ့ကောင်းရန်သူဂတိရောက်ပါစေတေသွားတဲ့လူဟာကောင်းရန်သူဂတိရောက်ပါစေဝိုင်းဆူတောင်းပေးတာဆူတောင်းပေးလို့ရှိရင်လည်းတကယ်တည်းရောက်တယ်လို့သူတို့မှယုံကြည်ကြတယ်နော်1998ခုနှစ်တုန်းကဘုန်းကြီးတို့ဂျပန်နိုင်ငံကိုအမေရိကန်ကအပြန်ခဏဝင်လိုက်တဲ့အခါကျတော့အဲ့ဒီကိုရဆန်ဆိုတဲ့တောင်ပေါ်မြို့ရှိတယ်အဲ့ဒီတောင်ပေါ်မြို့မှာဘုန်းကြီးကျောင်းနေကြီးပဲမဟာယာနဘုန်းကြီးကျောင်းဂျပန်ဘုန်းကြီးကျောင်းဘုန်းကြီးကျောင်းတွေရဲ့အဓိကလုပ်ငန်းကဘာလို့ဆိုလို့ရှိရင်တင်းချိုင်းတွေကိုထိမ့်သိမ်းဆောက်ရှောက်ပြီးတော့တည်တဲ့လူတွေအတွက်ဆူတောင်းပေးရတာဒါအဓိကလုပ်ဖြစ်ပုံရတယ်အဲ့ဒီဘုန်းကြီးတွေနော်တည်တဲ့လူတွေကလည်းသေးပြီဆိုလို့ရှိရင်ပိုဂယူးဆိုင်တယ်ဒီမှာရှင်တော့ကတော့တဲ့ကြမှာတဲ့ရှင်တော့ကတော့မခေါ်နိုင်မပြောနိုင်အဲ့လိုနေကြသေးပြီဆိုတဲ့ချိန်ကျမှပို့ပြီးတော့အလေးနဲ့ထားကြအဲ့ဒီကိုရဆံမှာတင်းချိုင်းကြီးကအကြီးကြီးပဲကြည့်လို့မဆုံးနိုင်အမတန်ကျယ်လဲကျယ်အဲ့ဒီမှာဘာထူးထူးဆန်းဆန်းနေတွေ့တော့ဆိုလို့ရှိရင်ကုမ္ပဏီတွေကလည်းသူ့ကုမ္ပဏီနဲ့သူတင်းချိုင်းလောက်ထားတာရှိတယ်အဲ့ဒီမှာနံပါတ်ကလေးတွေဝယ်ထားတယ်တည်သွားရင်အဲ့ဒီနံပါတ်ဓာတ်ပုံလေးချိတ်ပြီးတော့အဲ့ဒီမှာကိုယ့်နေရာလေးကိုမတည်ခင်ကတည်းကနံပါတ်ယူထားပြီးသား Sony တို့ Canon တို့ဆိုကုမ္ပဏီတွေအဲ့ဒီမှာသူတို့တင်းချိုင်းနေတွေ့ဒီပြင်ကုမ္ပဏီတွေလည်းရှိတယ်အထူးဆန်းတာကတော့ဗမာပြည်စစ်အတွင်းကကျသွားတဲ့ဂျပန်တွေအတွက်ဗမာဇေဒီပုံစံကလေးတည်ထားတာရှိတယ်အဲ့ဒီပုံကိုယ်တွေအတွက်ဆူတောင်းဖို့ဆိုဇေဒီတဆူတဲထားရှိတယ်တင်းချိုင်းထဲမှာသေပြီဆိုတဲ့အခါကျတော့မှအလေးနဲ့ထားပြီးတော့လုပ်ကြတယ်တော်တော်များများအလေးနဲ့ထားပြီးတော့လုပ်ကြတယ်တော့လွဲမနေတာတွေကိုပြောတာသေပြီဆိုတဲ့အခါအဓိကထားကြမလေးရှားသွားတော့ကတခါသုံးနတ်တိုက်ကြီးတွေ့အဲ့နာလေးမှာမိတကြိုဆက်ကြီးရတဲ့ရှိဘေးနာကတဲချောင်းလေးမှာဘုန်းကြီးတို့နှစ်ညသုံးညအဲ့ဒီမှာအဲ့သုံးနတ်တိုက်ကြီးကဘာတွေတုံးလို့တက်ချီတယ်အယိုးပြားတွေထည့်တယ်သုံးနတ်တိုက်အပေါ်ဆုံးတိုက်ဆိုလို့ရှိရင်ပတ်စံပုတ်ပြရဘာလို့ဆိုစစ်မြင့်ပေါ်ကနေရသိလို့ရှိရင်အဲ့ဒီအယိုးပြာအိုနံပါတ်တွေမသိခင်တည်းယူထားကြတယ်တချို့သိမှတော့အစင်တန်းခွဲနေလို့မရတော့ဘူးအပြာပဲလေပြာဟာပြာပဲအထက်ကနေရတယ်အောက်ကနေရတယ်အဲ့ဒီထီအောင်လူကအထက်ကနေကြည့်သေးတာအဲ့ဒီမှာတွေ့ခဲ့တယ်ခုနဂျပန်နိုင်ငံဟာအကြောင်းဆက်သိမှလောက်ကြတာတွေများပုံပြောပါတယ်အဲ့ဒီကိုရဆန်မဟာယာနဘုန်းကြီးကျောင်းတစ်ကျောင်းဂျပန်ဘုန်းကြီးကျောင်းတစ်ကျောင်းဘုန်းကြီးနဲ့တီလူဆရာတော်ကြီးနဲ့အဲ့ဒါတည်းကြတီလူဆရာတော်ကြီးနဲ့သွားတာတီလူဆရာတော်ကြီးကလည်းဂျပန်ရောက်နေဘုန်းကြီးနဲ့တွေ့တော့လမ်းခေါ်ပြီးသူနဲ့တူတူသွားအဲ့ဒီကိုရဆန်ကျောင်းမှာဘုန်းကြီးတို့နှစ်ပါးတခန်းနဲ့ဂျပန်မှာဆိုတော့ဂရင်နဲ့ပါနဲ့ပေါ့ဘူးကျမ်းပေါ်မှာပဲဒီဝိရကြီးခင်းပေးပြီးတော့အဲ့ဒီမှာပဲနှစ်ပါးအိတ်ကြ
ဆုံးကတ်တော့လေအဲ့ဒီမှာပဲလာကတ်တယ်ဂျပန်ကိုရင်ကြီးတွေလာကတ်ကြအဲ့ဒီမှာသူတို့ဟိုဒီချိစရာတွေလိုက်ပို့အဲ့ဂျပန်ဘုန်းကြီးတွေပါနဲ့တွေ့တော့သူတို့ကခဏခဏဘာသာရေးသင်္ကန်းအဝတ်ကလေးကိုအပေါ်ပတ်ပတ်ပြီးတော့ဘုံကလေးခောက်ခောက်ပြီးတော့ရွတ်ဖတ်နေတာခဏခဏတွေ့တော့အဲ့ဒါဘာလို့ထားတော့ဆိုတည်တဲ့လူတွေကိုဆူတောင်းပေးတာတဲ့ကောင်းရန်သူဂတိရောက်ဖို့ဆူတောင်းပေးတာနော်တည်သွားတဲ့လူတွေခဏခဏဆူတောင်းလာပြီးတော့ဆူတောင်းပြီဆိုရင်တော့ဒီလက်တွေ့အကျိုးရှိတာတော့အဲ့ဒီဘုန်းကြီးတွေအကျိုးရှိတယ်တခါဆူတောင်းပေးရင်ပတ်စံရတာဟိုတည်တဲ့လူတော့ရမရမသိဘူးနော်ဘုန်းကြီးအဲ့ဒါနဲ့မေးကြည့်တယ်အဲ့ဂျပန်ဘုန်းကြီးအဲ့ဒါဆူတောင်းတာဘာအတွက်တောင်းတာတော့လို့ဆိုတည်သွားတဲ့လူရဲ့ဝိညာဉ်ပေါ့ spirit လို့ပြောတာတည်သွားတဲ့လူရဲ့ဝိညာဉ်ကလေးရှိတယ်တဲ့အဲ့ဒီဝိညာဉ်ကလေးကောင်းရတုဂတိရောက်ပါစေဆိုပြီးတော့မှန်မှန်ကန်ကန်ဘဝလမ်းကြောင်းဖြောင်းတန်းအောင်လို့တဲ့ကောင်းရတုဂတိရောက်ဖို့အတွက်သူကဆူတောင်းပေးတာပါတဲ့ဒါသူတို့ယုံကြည်ချက်နော်ခဏဒီယုံကြည်ကြည်လုံတာလူတန်းပေါင်းများစွာနော်ဂျပန်မှာဆိုလို့ရှိရင်အဲ့တော့တန်း80ကျော်တန်း100လောက်ရှိတယ်ဂျပန်အဲ့ဒါတော့လူတွေအားလုံးကယုံကြည်တခြားနိုင်ငံတွေမှာလည်းပဲဒီလိုယုံကြည်တာတွေကျွဲအများကြီးဒီလိုပဲဆူတောင်းရဘုန်းကြီးအဲ့ဒါနဲ့မေးကြည့်တယ်ဒီပါအောင်အဲ့လိုဆူတောင်းပြီးတော့ရွတ်ဖတ်တဲ့စေပေးတဲ့အခါကျတော့ spirit ဝိညာဉ်ကလေးတွေဘယ်နှခုများကောင်းစားသွားကြတော့လို့ဆိုသူကစဉ်းစားပြီးအဲ့ဒါတော့မသိဘူးတဲ့အဲ့ဒါတော့မသိဘူးတဲ့ထုံးစံအတိုင်းပဲဆူတောင်းပေးတာပဲဆူတောင်းပေးသည့်အတွက်ကြောင့်ဆူတောင်းကတော့ရတာပဲအဲ့ဒါဟိုလုံနေကြတာကိုပြောပြတာပါနော်ခုနတုန်းကလည်းမြတ်စွာဘုရားလက်ထက်တုန်းကခုနတုန်းကရေ3ချိန်တနေ့အကုသိုလ်တွေကိုမျောပြီးတော့နေတဲ့ပုံသားတွေကလည်းပဲတည်သွားတဲ့လူကိုလာပြီးဆူတောင်းတဲ့အလုပ်ကိုလုပ်တယ်အဲ့ဒါကိုခုနကအတိဖန္ဒကဆိုတဲ့ဂါမဏိဆိုတဲ့လူကမြတ်စွာဘုရားစိတ်လာတဲ့အခါကျရှင်ဘုရားတဲ့အဲ့ဒီပုံသားတွေကတော့လူတယောက်တည်သွားပြီဆိုရင်ကောင်းတဲ့သူတွေရောက်အောင်သူတို့ဆူတောင်းပေးကြတယ်ဆူတောင်းပေးရင်ရောက်သွားတယ်လို့ပြောတာပဲတဲ့နတ်ပြည်ပို့ပေးတယ်လို့ပြောတာပဲကဲအရှင်ဘုရားရောတဲ့လောကမှာလူတွေရှိသမျှလူတွေအဲ့လိုနတ်ပြည်ပို့ပေးနိုင်သလားတဲ့မေးတယ်နော်ကဲဘုရားဖြေပုံလေးစဉ်းစားကြည့်မြတ်စွာဘုရားတကယ်စံနေပေါ်ဖြစ်တာအရှင်ဘုရားရောအဲ့လိုနတ်ပြည်ပို့ပေးနိုင်သလားတဲ့အရှင်ဘုရားဖရာပဲတဲ့အရဟံသမ္မာသမ္ဗုဒ္ဓောဆိုတဲ့ဂုဏ်ကြီးနဲ့ဆိုတော့တည်သွားတဲ့လူတွေအားလုံးကိုကောင်းတဲ့သူတွေရအောင်အရှင်ဘုရားရောပို့ပေးနိုင်လားဆိုတော့မြတ်စွာဘုရားကအေးမင်းမေးတဲ့မေးခွန်းကိုငါမင်းပဲပြန်မေးပြရစေမင်းကိုပဲငါပြန်မေးမယ်လူတယောက်ဟာဘာနာတိပါဒအမှုတွေအတ္တမတွေကျင့်သုံးတဲ့အတ္တမစာရီပုဂ္ဂိုလ်တယောက်တည်သွားပြီဆိုတဲ့အချိန်မှာလူတွေကဝိုင်းပြီးတော့ဆူတောင်းကြတာဘာနဲ့တူတော့ဆိုလို့ရှိရင်ငါဥပမာတစ်ခုပြောမယ်တဲ့ကြောက်တုံးကြီးတတုံးကိုရေထဲချပြီးတဲ့အခါမင်းတို့ကန္နာကထိုင်ရှိသမျှလူတွေအကုန်စုပြီးတော့အိုးကြောက်တုံးကြီးပေါ်လာခဲ့ပါလို့မင်းတို့ဆူတောင်းရင်ကြောက်တုံးကြီးပေါ်လာသလားတဲ့ပေါ်လာပါမလားတဲ့မပေါ်လာဘူးတဲ့ဟုတ်ကဲ့ဘယ်လိုပဲဝိုင်းဆူတောင်းဘယ်လောက်စွမ်းထက်တဲ့လူတွေကပဲတောင်းအဲ့ကြောက်တုံးကြီးကတော့ကုန်းပေါ်ပြန်တက်လာမှာမဟုတ်ဘူးရေထဲချလိုက်တဲ့ကြောက်တုံးကြီးကရေပေါ်လည်းပေါ်မလာနိုင်ဘူးကုန်းပေါ်လည်းပြန်တက်မလာနိုင်ဘူးအဲ့ဒါလိုပဲတဲ့အတ္တမကိုကျင့်သုံးတဲ့အတ္တမစာရီပုဂ္ဂိုလ်တွေကိုသိသွားတဲ့အခါမှာကောင်းရတုဂတိရောက်ပါစေကောင်းရတုဂတိရောက်ပါစေနဲ့ဘလောက်ပြောနေဟိုကငရဲကြပြီးဒုက္ခအပယ်ငရဲရောက်ပြီးတော့ခံစားနေရပြီဘယ်လိုမှပြန်လာနိုင်မှာမဟုတ်ဘူးအဲ့ဒီကြမှာသွားဆုတောင်းနေနောက်ကျနေဘူးလားနောက်ကျနေတယ်နော်သို့တော့သူတို့ရဲ့ယုံကြည်ချက်ကဘုန်းကြီးတို့တိဘက်ဗုဒ္ဓဘာသာရဲ့ယုံကြည်ချက်ကဘာလို့ဆိုလူတယောက်သေလို့ရှိရင်49ရက်spirit အနေနဲ့ဝိညာဉ်လေးက49ရက်ပမာတွေကလည်းပဲ9ရက်ဆိုပြီးလောက်ကြတယ်လေ
အဘိဓမ္မာတရားတော်အရာမြတ်စွာဘုရားတရားတော်အရာအနန္တရပစ္စယောခုတည်ခုဘဝအဲ့ဒီကြမှာသွားပြီးပြောနေနောက်ကျသွားညာနော်မသိခင်ကသူသွားမဲ့နေရာကိုသူကလှုပ်ပြီးနေမသိခင်ကတည်းကအာယုန်နမိတ်တွေထင်တယ်ဆိုတာ register လုပ်တာပဲမသိခင်မှာလူတွေမှာသေကံဤဆဲဆဲမှာကံကမ္မနမိတ်ဂတိနမိတ်ဆိုတာတွေကလာပြီးတော့အရိပ်ထိုးတယ်လို့ပေါ်နေတယ်သေသွားတာနဲ့တပြိုင်နက်အဲ့ဒီအရိပ်ထိုးထားတဲ့အတိုင်းပဲသွားဖြစ်တာပဲအေးဘဝတစ်ခုသွားတယ်ဆိုတာဘာမှလည်းအတားအဆီးရှိတာအဲ့ဒါဘုန်းကြီးတို့တွေအတန်လွှင့်တာပဲကြည်အောင်ပေါ့ဆိုပါစို့ရန်ကုန်ကနေပြီးအတန်လွှင့်တယ်ဟိုမန္တလေးကလူကဖမ်းတယ်ချက်ချင်းမကြားရဘူးလားကြားတာပဲအဲ့တော့ဘဝကူးတယ်ဆိုတာအဲ့ဒီအတန်ထွက်သွားတယ်လို့ပဲဒီကနေသွားနေရတာမဟုတ်ဘူးနော်ချက်ချင်းကြီးရောက်သွားတာဖြစ်နေရဘဝမှာချက်ချင်းကြီးဖြစ်သွားအဲ့ဒီလိုဖြစ်သွားတဲ့နောက်မှာသွားပြီးတော့ဆူတောင်းနေလို့ဘာရမှာရနိုင်ဘူးအဲ့တော့သူ့ကိုကာဝယ်ဆောင်ရှောက်နိုင်တာဓမ္မပဲဓမ္မကိုသူကျင့်သုံးရင်တော့ကောင်းရသူတွေရောက်မှာပဲလူတွေကဆူတောင်းသည်ဖြစ်စေမတောင်းသည်ဖြစ်စေကောင်းရသူတွေရောက်နေမှာပဲခုနလိုအကုသိုလ်တွေလုတ်ပြီးအပေကျသွားတဲ့ပုဂ္ဂိုလ်မှာကြောက်တုံးကြီးကိုရေထဲချပြီးအိုးကြောက်တုံးကြီးပေါ်ခဲ့ပါကုန်းပေါ်တက်ခဲ့ပါလို့អော်ပြီးတော့ဆူတောင်းနေကြတာနဲ့သွားတူတယ်လို့ပြန်ဆိုပြဘုရားဟောတာရှင်းရှင်းလေးပဲနော်အေးနောက်တစ်ခုမြတ်စွာဘုရားကဟောတယ်ဥပမာတစ်ခုနဲ့ကောင်းတာတွေလှုပ်ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာကောင်းတဲ့ဘုံရောက်သွားပါတယ်တဲ့ဓမ္မကိုကျင့်သုံးပြီးပါဏာတိပါဒကရှောင်းတယ်အဒိဏဒါနရှောင်းတယ်အဲ့ဒီလိုဓမ္မကိုကျင့်သုံးပြီးတော့ကောင်းတဲ့ဘုံဘဝရောက်သွားပြီလို့ဆိုတဲ့အချိန်မှာဒီလူတွေကသူ့ကိုမုန်းတိကြလို့ဒီကောင်ဖြင့်ငရဲကြပါစေလို့ချိန်ညမယ်တဲ့ဝိုင်းပြီးတော့အဲ့ဒီလိုချိန်ဆဲလို့ရှိရင်ဘာနဲ့ဥပမာတူတုံးလို့ဆိုလို့ရှိရင်ထောပတ်အိုးကြီးစီအိုးကြီးကိုရေထဲမှာမြုပ်ပြီးတော့ခွဲလိုက်တယ်အဲ့ဒီလိုခွဲလိုက်တဲ့အခါကျတော့ထောပတ်တွေတို့စီတွေတို့ကရေပေါ်တက်မလာဘူးလားတက်လာတဲ့အခါကျတော့လူတွေကဝိုင်းပြီးတော့ဆူတောင်းကြတယ်အိုထောပတ်အိုးစီရေအောင်မြုပ်ပါပေါ်တက်မလာပါနဲ့လို့ဝိုင်းဆူတောင်းရင်အဲ့ဒီထောပတ်တွေစီတွေကရေအောင်ငုတ်သွားရင်လားတဲ့မငုတ်ဘူးတဲ့အေးရသော်ဗျာဟောလို့ရင်သဘောကတော့ဓမ္မကိုကျင့်သုံးလို့ရှိရင်ကောင်းရသူဂတိဘုံသူ့ဟာသူဒီဓမ္မကအကာအကွယ်ပေးပြီးတော့ရောက်သွားလိမ့်မယ်မကောင်းတာကိုကျင့်သုံးမယ်ဆိုလို့ရှိရင်မကောင်းတဲ့အလှည့်ရောက်အဲ့ဒီပုဂ္ဂိုလ်မကောင်းတဲ့ဘုံရောက်သွားမယ်ဒီလိုပြောတာအဲ့တော့ကြောက်တုံးကြီးလိုပဲခုနကကြောက်တုံးကြီးရေထဲချထားတာကိုဆူတောင်းရုံနဲ့အပေါ်ရောက်မလာသလိုဒုစရိုက်သမားတယောက်ဟာလည်းပဲဘဝတန်တရားမှာစုံစုံမြုပ်ပြီးတော့အပယ်ငရဲကျသွားတဲ့ပုဂ္ဂိုလ်ကိုဒီကနေပြီးတော့ကောင်းရသူတိရောက်ပါစေလို့ဘလောက်ကုန်တဲ့အရာလှုပ်ဆူတောင်းပေးရောက်နိုင်မှာမလားရောက်နိုင်ပါဘူးဒါဖြင့်တပည့်တော်တို့မြန်မာလူမျိုးတွေဟာဗုဒ္ဓဘာသာတွေဟာတည်သွားတဲ့လူကိုရည်စူးပြီးတော့ကုသိုလ်လုပ်ကြတာကြတော့ဘယ်လိုလဲမေးစရာရှိတာနော်ဒီမေးခွန်းကမေးကိုမေးရမယ်မေးခွန်းပဲအဲ့ဒါကြတော့သူ့အတွက်ကြိုးရှိလားဒီမေးခွန်းနဲ့မြတ်စွာဘုရားကိုမေးခဲ့ဘူးတာပဲဇာနုသောဏိဆိုတဲ့ဘုရင်ရဲ့ပရောဟိတ်ပုံနာကြီးတယောက်ကမေးခဲ့ဘူးရှင်ဘုရားတဲ့တပည့်တော်တို့ကသေတဲ့လူတွေကိုရည်စူးပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်တဲ့အမြတ်တမ်းပေးဝေကြတယ်တဲ့အဲ့ဒီလိုပေးဝေလို့ရှိရင်သေတဲ့လူအတွက်အကျိုးရှိသလားဒီမေးခွန်းမေးတာနော်ခုနကမေးတဲ့မေးခွန်းအဖြေကတော့မြတ်စွာဘုရားကပြောရှင်ဘုရားလူအလုံးကိုကောင်းရသူတွေရောက်အောင်လုပ်ပေးနိုင်သလားဆိုမေးခွန်းကိုဘုရားဘယ်လိုဖြေလုပ်နိုင်ဓမ္မကသာမကောင်းတဲ့ဓမ္မကိုကျင့်သုံးရင်မကောင်းတဲ့ဘုံရောက်မှာပဲကောင်းတဲ့ဓမ္မကိုကျင့်သုံးရင်ကောင်းတဲ့ဘုံရောက်မှာဓမ္မကပဲအဆုံးဖြတ်ဖြစ်မယ်ငါကအဆုံးဖြတ်မပေးနိုင်ဘူးဒါပဲဟုတ်လားအဲ့တော့ဆိုလိုတာကမြတ်စွာဘုရားဓမ္မကိုအားကိုးခိုင်းအဲ့တော့ဘုရားကဓမ္မကိုအားကိုးခိုင်းတာဆိုတော့အတ္တဟိအတ္တနောနာထောဆိုတာနဲ့ရောမကိုက်ပေဘူးလားကိုက်ပါဘူးအေးကိုလုံးရမှာကိုလုံးရဒါလောကသဘာဝနဲ့တူတူပဲလေယောဂရှိလို့ဆရာဝန်ကဆေးပေးတယ်ကိုမတော်ဘူးဆိုယောဂပျောက်မလားပျောက်ဘူးလေကိုတော့မှကိုယောဂပျောက်တာဒါသဘာဝပဲအဲ့တော့မြတ်စွာဘုရားဟောတဲ့တရားဟာသဘာဝဆိုတာသိထင်ရှားတယ်ပေါ့အဲ့ဒီလိုမြတ်စွာဘုရားဖြေတယ်အခု
အမြတ်တမ်းပေးဝေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့လေမြတ်စွာဘုရားကဖြေတယ်ဘယ်လိုဖြေတော့ပုံနာကြီးကမေးလိုက်တာကအရှင်ဘုရားတဲ့တပည့်တော်တို့အမြတ်တမ်းပေးဝေကြတယ်တဲ့အမြတ်တမ်းပေးဝေတဲ့အခါကျတော့သွားလေသူအတွက်အကျိုးရှိပါသလားမြတ်စွာဘုရားဖြေတာအေးအကျိုးရှိနိုင်တဲ့ရောက်ရင်လေအကျိုးရှိတဲ့နေရာမှာမဟုတ်ဘူးဆိုမရှိဘူးတဲ့ဟာဒါဖြင့်ဘုရားတဲ့အရှင်ဘုရားစကားတပည့်တော်ဘယ်နေရာကနေရာရောက်ရင်အကျိုးမရှိတာတော့လို့ဆိုတော့မြတ်စွာဘုရားတခုစီရှင်းဟောအေးအဲ့လိုကံမကောင်းအကြောင်းမလားလို့အတ္တမစာရီဖြစ်နေသည့်အတွက်ကြောင့်ငရဲချသွားမယ်ဒီဟာကုသိုလ်လုပ်ပြီးမြတ်တမ်းပေးဝေမရဘူးမရနိုင်ဘူးမရနိုင်ဘာလို့လဲဆိုသူကိုယ်တိုင်လုံနိုင်စွာမရှိဘူးကုသိုလ်ကောင်းမှုဆိုတာသူများကလုပ်ပေးလို့ရတယ်ဆိုတဲ့ထက်မှာကိုကနေပြီးသဘောတူညီမှုဆိုတာလေးရရှိအောင်ပါဆိုလိုတာကတာရုခေါ်နိုင်ရမယ်ဟုတ်ကဲ့တာရုခေါ်တာလေးမှမရှိဘဲနဲ့အချောင်ရတယ်အမွေပေးတယ်လို့ပေးလို့ပဲရမယ်အဲ့လိုဆိုပေးကြမှာပေါ့တထေးတွေအများကြီးရှိတာအဲ့လိုအမွေပေးကြတာတွေအများကြီးရာဇဝင်တွေပြရမယ်ဘယ်လိုလဲခံကြတော့ယူသွားတော့ဆိုဒီပြင်လူဖြည့်ယူသွားမှာပဲအကုန်လုံးအဲ့ဒါထဲကြအဲ့ထဲကြဒီကတို့ကတမတ်မက်ဆီတောင်မရှိတော့ဘယ်တော့ထဲနေကြတယ်တော့မသိဘူးကတို့တွေကလည်းဈေးကြီးနေတော့ဘယ်တမတ်နဲ့ရတော့မလဲအခုဟိုကျန်ကျင်ဖန်ဖန်လုံးကြတာတွေပြောပါတယ်နော်တကယ်တော့လူတွေကအစင်လာကိုသာလှုပ်တာကိုစဉ်းစားဖို့ဆိုတာလူတွေမတွန်းလှန်နိုင်ကြဘူးဒါတခုပဲကြည့်နော်လူတွေမှာအသိဉာဏ်စွမ်းအားအလွန်နည်းတယ်ဆိုတာကိုယ့်အကိုစဉ်းစားကြည့်မလှုပ်နိုင်ဘူးအရာတစ်ခုတွန်းလှန်ဖို့လွယ်တယ်လို့မအောင်မေ့လေနဲ့အခုချိန်မှာတကယ်ကံကောင်းပြီဘုရားတရားတော်နဲ့တွေ့နေလို့တတ္တိရှိနေကြတာနော်မဟုတ်တဲ့အတိုင်းဝိုင်းနဲ့ရောက်သွားလို့ရှိရင်အဲ့ဒီဟာကိုဖောက်ထွက်နိုင်ဖို့ဆိုတာအလွန်ခဲနေဒါကြောင့်မို့လို့အသိဉာဏ်လေးထက်သန်အောင်ဒီဘဝမှာကြိုးစားထားတဲ့နဲ့မကြိုးစားရင်နောက်ဘဝမှာယုံထွက်နိုင်မှာမဟုတ်ဘူးပတ်ဝန်းကျင်ကကိုးကွယ်တဲ့ဘာသာထဲမှာပဲမျောသွားမှာပဲအကောင်မလောင်တတ်တဲ့ဘာသာထဲရောက်ရင်တတ်နေမှာပဲဟုတ်ကဲ့အဲ့ဒါလို့ယုံထွက်ဖို့ဆိုတာအလွန်ခဲယုံထွက်နိုင်လောက်အောင်ခုချိန်ကအင်အားတွေပြည့်နေအောင်ကြိုးစားထားလို့ရှင်တော့ယုံထွက်နိုင်အောင်ထွက်နိုင်ပြီပေါ့ဒါကြောင့်မို့ခုချိန်ကမှန်ကန်တဲ့အယူဆတွေကိုယ်တဏ္ဍာမှာဒီအင်အားတွေပြည့်နေအောင်လုပ်ထားအသိဉာဏ်တွေရှိနေအောင်အင်အားတွေပြည့်နေအောင်ဘယ်လိုနည်းနဲ့မှပြောင်းလဲမှုမရှိတော့အောင်သောတပန်ဖြစ်သွားရင်တော့လုံးဝစိတ်ချသောတပန်မဖြစ်သေးရင်တော့ပတ်ဝန်းကျင်ရဲ့ဩဇာကိုမလွန်ဆန်နိုင်ဘူးတဲ့နောက်ပတ်ဝန်းကျင်ရဲ့ဩဇာကိုလွန်ဆန်နိုင်လောက်ကိုမှစိုင်းတတ်တည်ရှိရတယ်ဘုန်းကြီးတို့ငယ်ငယ်တုန်းကကြားဘူးတယ်တကယ် true story လို့ပြောပါတယ်စကိုင်းမှာမဟာကဏ္ဍဥဆရာတော်ဘုရားကြီးဆိုတာရှိတယ်ထိုခေတ်ကကမ္မထန်တရားကိုတောထဲမှာအားထုတ်တော့အမတန်ပေါက်ပေါက်ရောက်ရှိပြီးနောက်ဆုံးမှာအနာဂတ်အဆင့်ထိရောက်သွားတယ်လို့ဒီလိုမှတ်တမ်းရှိကြတယ်ပေါ့နော်အဲ့ဒီဆရာတော်ကြီးစီကိုပြင်သစ်ပြည်ကအမျိုးသမီးကြီးတယောက်လာပြီးတော့ဘုရားထုတ်သွားတယ်အဲ့ဒီပြင်သစ်အမျိုးသမီးကြီးကြတော့ခုနကပတ်ဝန်းကျင်ရဲ့ဩဇာလွှမ်းမိုးမှုဖောက်ထွက်နိုင်ခဲ့တယ်သူ့ရဲ့အတိုင်းဝိုင်းကတခြားဘာသာဝင်တွေသူ့မိသားစုတွေကတခြားဘာသာဝင်သို့တော့သူဘယ်နည်းနဲ့ဖောက်ထွက်တာတော့လို့ဆိုငယ်ငယ်လေးမှာစာဘဝါဒနာပါတဲ့အခါကျတော့ဓမ္မပဒဘာသာပြန်လေးတစ်ခုကိုတွေ့တယ်ဓမ္မပဒဂါထာတွေအဲ့ဒီဓမ္မပဒဘာသာပြန်ကိုကြည့်ပြီးတော့အဲ့ဒီဂါထာလေးတွေကိုဖတ်တယ်အမြဲတမ်းအင်္ဂလိပ်လိုပြန်ထားတာလားပြင်သစ်လိုပြန်ထားတာလားအဲ့ဒါကိုဖတ်ရင်းကနေပြီးတော့သူတရားဓမ္မတွေကိုအလေးနဲ့စဉ်းစားပြီးတော့သူ့အမေသူ့အဖေတွေကိုပြောတယ်တဲ့အမေတို့အဖေတို့ဝါဒတွေမှားနေပြီဟောဒီတရားမှာတကယ်အစစ်မှန်လို့ဆိုပြီးတော့သူဟာအဲ့ဒီမျိုးရိုးယုံကြည်ချက်ကဖောက်ထွက်ပြီးတော့ဘုရားဘာသာဝင်ဖြစ်တရားဓမ္မတွေကြံ့ကြံ့ကြုတ်ကိုအထုတ်သွားတယ်လို့အဲ့လိုပုဂ္ဂိုလ်မျိုးကြရှားတယ်လေအဲ့လိုဖောက်ထွက်နိုင်တယ်ဆိုတာရှားတယ်အဲ့ဒီပုဂ္ဂိုလ်ဖောက်ထွက်နိုင်တာလည်းပဲ
တရားဓမ္မကိုသိနိုင်တဲ့ဘဝမှာသူကကြိုးစားအားထုတ်ခဲ့သည့်အတွက်ကြောင့်အရှိန်ကောင်းတယ်လို့မှတ်အင်အားတွေကောင်းနေတာဖောက်ထွက်နိုင်စွမ်းရှိတယ်။တာမန်လေးဆိုရင်ပျောက်သွားပဲ။နမောနမဲလေးအမှတ်တမဲ့လေးနေတဲ့ပုဂ္ဂိုလ်ကတော့အခုဟုတ်လားရောရင်လိုက်ဘာသာရင်လိုက်လုပ်တဲ့ပုဂ္ဂိုလ်ကဝေလီလီသမားကတော့မရဘူးကွာနော်။ကိုယ်ဘက်ကျလည်းဝေလီလီပဲလုပ်မှာပဲဒီဘက်လည်းဝေလီလီနဲ့ပြီးမှာပဲနော်။အဲ့ဒါကြောင့်မလို့အလေးနဲ့ကျင့်ရအဲ့တော့မြတ်စွာဘုရားကခုနကပြန်ဆက်ရအောင်အမြတ်တမ်းပေးဝေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အပင်ငရဲရောက်သွားပြီဆိုလို့ရှိရင်ကတော့တဲ့သာဓုခေါ်နိုင်စွာမရှိသည့်အတွက်ကြောင့်မရနိုင်ဘူးသာဓုခေါ်လိုက်ရင်သူ့ကိုကယ်တင်လိုက်တာကပတ္တနုမောဒနာကုသိုလ်ကကယ်တင်လိုက်တာဒီကလူတွေကပေးဝေတာကပတ္တိဌာနာကုသိုလ်လို့ခေါ်တယ်သူကသာဓုခေါ်လိုက်လို့ရှိရင်ပတ္တနုမောဒနာကုသိုလ်လို့ခေါ်တယ်သူကကဲနောက်တစ်ခုငရဲမှာကြတော့အဲ့လိုခေါ်နိုင်စွာမရှိသည့်အတွက်ကြောင့်မရဘူးတဲ့ဒါဖြင့်ပြိတရိစ္ဆာန်ဘဝရောက်နေရောတရိစ္ဆာန်ဘဝရောက်နေလို့ရှိရင်လည်းပဲသာဓုခေါ်နိုင်စွာမရှိသည့်အတွက်ကြောင့်မရဘူးတဲ့ဘလောက်ကြီးဆူတောင်းတောင်းဘလောက်မျှဝေနေအဲ့ဒီပုဂ္ဂိုလ်ကပြန်မရဘူးသူကံလည်းပဲတခါကုသိုလ်ကောင်းမှုလုပ်လို့လူပြည်ဖြစ်နေတယ်ဆိုရင်လည်းအဆက်အသွယ်ပြတ်သွားပြီနတ်ပြည်ရောက်တယ်ဆိုရင်လည်းအဆက်အသွယ်ပြတ်နေတယ်သို့မဟုတ်နတ်စည်းစိမ်ခံစားနေလို့ဒီကအမြတ်တမ်းပေးဝေတာလေးလောက်ကတော့ပြောစရာမရှိဘူးပတ်စံချမ်းသာတဲ့လူကိုလက်ဆောင်သွားပေးတာတော့ပဲဖြစ်မှာပေါ့နော်အဲ့တော့မြတ်စွာဘုရားဆိုလိုတာကအေးသွားတဲ့ပုဂ္ဂိုလ်တယောက်ဟာတဲ့ငရဲပြည်ရောက်နေမယ်တရိစ္ဆာန်ဘုံရောက်နေမယ်လူပြည်ရောက်နေမယ်နတ်ပြည်ရောက်နေမယ်ဆိုရင်ဒီကကုသိုလ်ကောင်းမှုတွေလုပ်ပြီးအမျှဝေတာမရဘူးတဲ့ရတယ်လို့ဘုရားမဟုတ်ဘူးနော်မရဘူးတဲ့ဒါဖြင့်ဘယ်နေရာမှာရတာတော့ဆိုတော့အိမ်ဖြစ်စေဆွေမျိုးသားချင်းမိဆွလန်းပြီးတဲ့အခါကိုယ့်အိမ်အနီးပတ်ဝန်းကျင်မှာစားရမဲ့မဲ့တောက်ရမဲ့မဲ့နေစရာမရှိတဲ့ပြိတ္တာဘဝရောက်နေတယ်ဆိုလို့ရှိရင်တော့တဲ့ကုသိုလ်ကောင်းမှုပြုပြီးမျှဝေလိုက်မျှဝေလို့သူကသိပြီးသာဓုခေါ်လိုက်ရင်တော့အဲ့ဒီပုဂ္ဂိုလ်ရတယ်အဲ့ဒီပုဂ္ဂိုလ်တောင်မှသာဓုမခေါ်ဘူးဆိုရင်မရဘူးတဲ့ဟုတ်ကဲ့သာဓုခေါ်တာကသူကုသိုလ်ပဲသာဓုခေါ်လိုက်ရင်တော့ဒီကမျှဝေလိုက်တဲ့ကုသိုလ်ဟာသူအပြည့်ရသွားဒါကြောင့်မို့လို့တိရောကုဋ္ဌသုတ်ဆိုတာမြတ်စွာဘုရားဟောထားတာရှိတယ်အဲ့ဒီတိရောကုဋ္ဌသုတ်အရာဆိုလို့ရှိရင်ပြိတ္တာဘဝရောက်နေတဲ့ပုဂ္ဂိုလ်တွေကိုဒီကကုသိုလ်ကောင်းမှုလုပ်ပြီးမြတ်တမ်းပေးဝေလိုက်လို့ရှိရင်တဲ့မြင့်ရာကနေပြီးတော့စီးဆင်းလာတဲ့ရေတွေဟာနေရာကိုဒလဟောစုစည်းသွားတယ်လို့ပဲတဲ့ဒီဟာကုသိုလ်ကောင်းမှုတွေအကုန်လုံးသူစီပြေဝရသွားချက်ချင်းနေစရာတွေရသွားတယ်စားစရာတွေရသွားတယ်ဝတ်စရာတွေရသွားတယ်ချမ်းသာဒုက္ခရသွားတယ်သာဓုခေါ်လိုက်တာလေနော်အဲ့တော့အမျှဝေတယ်ဆိုတာကြည့်ကိုရည်စူးတဲ့ပုဂ္ဂိုလ်ကဒီရနိုင်တဲ့ဘုံဆိုတာစိတ်ဓာတ်ဘုံတစ်ခုတည်းပဲရှိတယ်။ဉာဏ်နဲ့ဘုံရောက်နေရင်ကိုရည်စူးတဲ့ပုဂ္ဂိုလ်မရဘူး။ဆိုတော့ပုံနာကြီးရတယ်စကားကောင်းအောင်မေးတယ်သူက။ရှင်ဘုရားတဲ့အဲ့ဒီလူမရှိဘူးဆိုရင်ဘယ်လိုရမလို့ဒီလိုထပ်မေးတယ်။ကိုရည်စူးတာကတယောက်ဒီပြင်ဘယ်လိုရနိုင်တော့။တန်တရားမှာဆွေတွေမျိုးတွေရှိသေးတယ်တဲ့။သူကမိဘကိုရည်စူးလိုက်တဲ့ဆိုရင်ဒီဘဝမိဘကမသိလိုက်ဘူးဟိုဘဝမိဘသိချင်သိနေပေါ့အဲ့ဒါလို့ဆိုလို့ရှိရင်သာဓုခေါ်တဲ့ပုဂ္ဂိုလ်ရတယ်ပေါ့ဆိုတော့အတိတ်ဘဝတုန်းကမိဘတွေရတယ်ဆွေမျိုးသားချင်းတွေရတယ်ဒါဖြင့်များတဲ့အခုကိုရည်စူးတဲ့ပုဂ္ဂိုလ်လည်းမရှိဘူးအတိတ်ဘဝကပုဂ္ဂိုလ်တွေလည်းမရှိဘူးဆိုရင်ဘယ်သူရမှာတော့စကားကိုကော်မေးတော့မြတ်စွာဘုရားကဒီနေရာမှာတဲ့တန်တရားကြီးကအမတန်ရှည်သည့်အတွက်ကြောင့်ကိုယ့်ရဲ့ဆွေမျိုးပြိတ္တာဘုံမှာမရှိဘူးဆိုတာပြောလို့မရဘူးဟုတ်ကဲ့ဘဝတစ်ထောင်နဲ့꽌ပြီးတော့လည်းရှိရင်ရှိနေမှာပဲလေဘဝတရားဟာရှိရင်ရှိနေမှာပဲဒါကြောင့်မလို့ဒီကုသိုလ်ကောင်းမှုလုပ်ပြီးတော့အမြတ်တမ်းပေးဝေတယ်ဆိုတာအမတန်မှအကျိုးရှိတယ်သူတို့အတွက်အကျိုးရှိတာနော်ဒါနကောင်းမှုလုပ်ပြီးအမြတ်ဝေကုသိုလ်ကောင်းမှုလုပ်ပြီးတော့အမြတ်ပေးဝေတယ်ဆိုတာအဲ့ဒီသွားနေသူတွေပုဂ္ဂိုလ်အတွက်အများကြီးအကျိုးရှိတယ်သူတို့သာအကျိုးရတာမဟုတ်ဘူးကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်ကလည်းကုသိုလ်အပြည့်အဝရပါတယ်လို့မြတ်စွာဘုရားကဇာတိသောနိတုတ်မှာဒီလိုဟောထားတယ်အင်္ဂုတ္တပါဠိတော်မှာရှိသေးရဲ့နော်
ခုသုတ်တန်တွေကိုသေချာကြည့်ပဲဆိုရင်ဒါတွေကနေ့စဉ်နဲ့အမျှဘုန်းကြီးတို့တွေဘာသာရေးလုပ်ငန်းတွေလုပ်နေတော့နားလည်ဖို့အမတန်မှအရေးကြီးတယ်ပေါ့ကိုလုပ်တဲ့အလုပ်ကတကယ်အကျိုးရှိတဲ့အလုပ်လားမှားယွင်းနေသလားဆိုနော်အဲ့တော့မြတ်စွာဘုရားကအဲ့ဒါလိုဖြေထားတာကိုကြည့်မယ်ဆိုလို့ရှိရင်ခုနကလိုဆုတောင်းပေးတာနဲ့အမျှဝေတာနဲ့မတူဘူးနော်ကုသိုလ်ကောင်းမှုလုပ်ပြီးတော့အမျှဝေတာကတစ်မျိုးခုနကကောင်းရသူဂတိရောက်ပါစေလို့ဆုတောင်းနေတာကတစ်မျိုးဆုတောင်းနေုံတက်တက်နဲ့တော့မရဘူးကုသိုလ်ကောင်းမှုလုပ်ပြီးအမျှတမ်းပေးဝေပါပေးဝေလိုက်လို့ရှိရင်ထိုပုဂ္ဂိုလ်ကလည်းဝမ်းမြောက်မှုပေါ်သာဓုခေါ်လိုက်မယ်ဆိုရင်ရတယ်တဲ့ဒါသာဓုခေါ်နိုင်ရတယ်ပေါ့ဒါကြောင့်မို့လို့အခုဓမ္မစာရီနဲ့အတ္တမစာရီကိုယ်တိုင်ဓမ္မစာရီဖြစ်အောင်ကျင့်သုံးဖို့လိုအပ်တယ်ပေါ့အဲ့တော့ဘဝတန်တရားမှာဘယ်သူမှဆုတောင်းပေးเสียလည်းမလိုဘူးเนาะကောင်းရသူဂတိရောက်ဖို့သူများရဲ့ဆုတောင်းပေးတာမလိုဘူးကိုယ်တိုင်ကောင်းတဲ့ကိုကျင့်တရားတွေဓမ္မတွေကျင့်သုံးမယ်ဆိုလို့ရှိရင်ကိုယ်တိုင်ကောင်းတဲ့ဘဝကိုရောက်မှာသိချတယ်ဘယ်သူကကိုယ့်ကိုစောင့်ရှောက်မှာလဲဆိုရင်ဓမ္မကစောင့်ရှောက်မှာအခုပြောခဲ့တဲ့ဒုစရိုက်ကိုရှောင်ကျဉ်ခြင်းဆိုတာဒါကုသိုလ်ဓမ္မအခြေခံတရားမျှတာဖြစ်တယ်ပေါ့ဒီတဲ့ကိုအစစ်မြင့်နေပြီဆိုလို့ရှိရင်သမထကျင့်စဉ်ဖြစ်စေဝိပဿနာကျင့်စဉ်ဖြစ်စေကျင့်ရမယ်ဒါသီလကနေပြီးတမာတိကျင့်စဉ်ကျင့်ဟုတ်ကဲ့တမာတိကျင့်စဉ်ကျင့်တယ်ဆိုတာလဲတခြားရှားနေစရာမလိုဘူးကာမဝဆရာကုသိုလ်ဆိုတာရှောင်လိုက်တာနဲ့မလောက်ကောင်းတဲ့ဟာကိုရှောင်လိုက်တာနဲ့လောက်ကောင်းတာကိုလောက်တာနဲ့ကုသိုလ်ရတယ်ပေါ့ဇန်တရားတွေကြတော့အဲ့လိုလေးလောက်ရုံနဲ့မရဘူးသူကြလေ့ကျင့်ရမယ်ပေါ့စိတ်ကိုအာယုံနဲ့လေ့ကျင့်ပေးရမယ်သမထကျင့်စဉ်တစ်ခုကိုကျင့်ပြီဆိုလို့ရှိရင်ဘယ်လိုလုပ်ကျင့်မလဲလို့ဆိုရင်ကိုယ့်ရဲ့ထွက်လေဝင်လေလေးကိုအာယုံစိုက်လိုက်လေထွက်လေဝင်လေလေးကိုအာယုံစိုက်ပြီးတော့နာသီးပြားဝလေးမှာစိတ်ကိုထားပြီးတော့ထွက်လေဝင်လေလေးနဲ့စိတ်ကိုလေ့ကျင့်လိုက်တယ်ထွက်တိုင်းသိတယ်ဝင်တိုင်းသိတယ်လေလေးကိုသာအာယုံစိုက်ပြီးတော့နေတဲ့အခါမှာအာယုံနမိတ်ဆိုတာလေးပေါ်လာမှာပေါ့နမိတ်ကဘယ်ပုံပေါ်လာတတ်တုံးဆိုရင်တချို့ပုဂ္ဂိုလ်တွေမှာအလင်းတန်းကလေးလိုဟာပေါ်လာတချို့ပုဂ္ဂိုလ်တွေကြတော့အခိုးတန်းလေးတွေပေါ်လာအာသီးပြားမှာထားပြီးတော့ရေဝဲလေးတွေတရံပေါ်လာပေါ့ပါတိဆုံးရသွားလို့ရှိရင်အဲ့ဒီသူဆိုတာဖြစ်လာလိုက်အဲ့ဒီဇံကုသိုလ်ဆိုတာတာမန်လုံးလို့မရဘူးတပဋ္ဌာန်းကျင့်စဉ်တစ်ခုကိုကျင့်လိုက်လို့ရှိရင်အဲ့ဒီဇံကုသိုလ်ရပါဇံမှာလည်းပဲအဆင့်ဆင့်ရှိတယ်အဲ့ဒီဇံအဆင့်ဆင့်တက်သွားတာတွေဟာကိုယ်တိုင်ကျင့်သုံးအထုတ်လို့တမာရီစွမ်းအားတွေမြင့်လာပြီဆိုမှရတဲ့ကုသိုလ်မျိုးတဲ့ဆိုလို့ရှိရင်အဲ့ဒီကုသိုလ်ရဲ့အကျိုးပေးမှာပဲအဲ့ဒီကနေတစ်ဆင့်တင်လိုက်လို့ရှိရင်တမာရီစွမ်းအားတွေမြင့်ပြီးအာယုန်တွေပြောင်းလိုက်တဲ့အခါကျတော့ရူပဇံအနေထားကနေပြီးအရူပဇံလို့အမတန်သိမ်မွေးတဲ့ဇံမျိုးကိုရသူရောက်ရှိတဲ့ပုံဘဝကတော့အရူပပုံအဘုံတွေကိုရောက်တဲ့တက်တန်းနဲ့လည်းချီကြတယ်ပေါ့ဒါဘယ်သူကနေပြီးတော့ဗြဟ္မဘုံကိုပုတ်ပေးတာလေတမာတိဆိုတဲ့တရားကိုကျင့်သုံးတဲ့ပုဂ္ဂိုလ်ကိုသူကျင့်သုံးတဲ့ဓမ္မကစောင့်ရှောက်လိုက်တာသူတက်တန်းဟာကဘာချီပြီးတော့ရှိတယ်ဟုတ်ကဲ့ဒါလည်းဘယ်သူကလှုပ်တာတော့ဆိုရင်ဓမ္မကလှုပ်တာပဲအေးကောင်းပြီဓမ္မဘုံဆိုတာတရားလည်းဖြစ်တဲ့အတွက်ကြောင့်သမထကျင့်စဉ်နဲ့မကြည်နှံ့သေးဘူးတန်တရားဝတ်ကလွတ်ချင်တယ်ဆိုလို့ရှိရင်လေဒီဓမ္မပဲလောက်အောင်ခုနကထွက်လေဝင်လေဆိုတဲ့အာယုံလေးကိုပဲခုနကကျင့်တာကသမထအကျင့်စဉ်နဲ့ကျင့်တာဝိပဿနာလှုပ်ချင်ပြီဆိုလို့ရှိရင်တော့ထွက်လေဝင်လေလေးကိုပဲမမှတ်ရဘူးအာယုံနမိတ်ပေါ်မှာမလုပ်အောင်လဲဆိုရင်ကြည့်ထွက်လာတဲ့လေလေးရဲ့သဘောထွက်လာတဲ့လေလေးကနာသီးပြားကိုတိုးထိသွားတာရှူသွင်းလိုက်တဲ့လေလေးကလည်းနာသီးပြားကိုတိုးထိပြီးတော့ဝင်သွားတာအဲ့တော့ခုနတုန်းကထွက်လေဝင်လေလေးကိုသာအာရုံပြုတာအခုဝိပဿနာကျင့်စဉ်ကျင့်တော့မယ်ဆိုလို့ရှိရင်ထွက်လေဝင်လေထွက်လေဝင်လေထိသွားတဲ့
နေရာလေးရဲ့ထိလိုက်ရင်သိတယ်ဆိုတဲ့စိတ်ကလေးရဲ့ဒီသုံးခုမှတ်ရအဲ့ဒီသုံးခုကိုမှတ်လိုက်လို့ရှိရင်အာနာပါနကဝိပဿနာဖြစ်သွားတယ်ပေါ့ခုနကတော့နိမိတ်ပေါ်မှာသွားလို့ရှိရင်တော့ထွက်လေဝင်လေလေးတွေကိုတတိကပ်ပြီးတော့တမာတိနဲ့ရှုနေတဲ့အချိန်မှာတော့ခုနကတော့ဒါနမိတ်ပေါ်လာတယ်အဲ့ဒီနမိတ်ပေါ်အလုံးလုံးထားကြတော့ဇံသမထအချင်းစဉ်လို့ခေါ်တယ်အဲ့ဒီနမိတ်မဟုတ်ဘဲနဲ့သဘာဝတရားကိုစိုက်ထိပြီးတော့သိတာလေလေးရဲ့လှုပ်ရှားတဲ့သဘောလေလေးထိသွားတဲ့နေရာလေးရဲ့ကာယပတ္တာရကလေထိမှလက်ခံရရှိတဲ့သဘောသူထိပြီးတဲ့နောက်မှာသိတဲ့စိတ်ကလေးပေါ်လာတဲ့သဘောဆိုတော့လေဆိုတာကဝါယောဖုဒ္ဓဘာယုဓာတ်ကြီးလေးပါးတဲ့ကတစ်ခုဖြစ်တယ်အဲ့ဒီဓာတ်ကြီးလေးပါးတိုးထိလိုက်တဲ့အခါမှာနာသီးပြားမှာလာတိုက်သွားတာဒါကာယပတ္တာရယုတ်ဖြစ်တယ်အဲ့ဒီယုတ်နှစ်ပါးအကြောင်းပြုပြီးတော့သိလာတဲ့စိတ်လေးကနန္တရားဖြစ်တယ်ဆိုတော့ယုတ်နဲ့နံနဲ့နှစ်ခုမကွဲဘူးလားအဲ့ဒါလို့ယုတ်နံနှစ်ခုကိုမြင်အောင်ရှုနိုင်သွားပြီဆိုရင်ဒါအာနာပါနကဝိပဿနာဖြစ်ပါတယ်အဲ့တော့အာနာပါနအာယုံတစ်ခုတည်းနဲ့ပဲဝိပဿနာကျင့်မှလားသမထကျင့်မှလားကိုကြိုက်တာရွေးကျင့်လို့ရတယ်ပေါ့သမထကျင့်တာလဲကျင့်ကောင်းတာပဲမကျင့်ကောင်းဘူးလို့မရှိဘူးမြတ်စွာဘုရားဟောထားတာပဲသို့တော့သမထရင်ကျင့်ပြီးတော့သမထရင်လမ်းဆုံးရင်တော့တန်တရားထဲမှာရှိအောင်မယ်ဒါပဲပြောတာပဲဟုတ်ကဲ့တန်တရားထဲမှာရှိမကျင့်ကောင်းဘူးလို့ပြောတာမဟုတ်ဘူးနော်တချို့ကမကျင့်ကောင်းဘူးလို့ပြောရင်မှားလိုက်တယ်အဲ့ဒါကြောင့်မြတ်စွာဘုရားကိုယ်တိုင်ကဒီတရားနှစ်ပါးပွားများရမယ်တရားနှစ်ပါးဆိုပြီးတော့ဟောတယ်သမထနဲ့ဝိပဿနာဆိုပြီးဒီလိုဟောတယ်သို့တော့သဘာဝတရားဟာသူစွမ်းအားလိုက်သူကသူဖြစ်တာလေသမထကိုကျင့်တယ်ဆိုရင်သမထတရားကကျင့်တဲ့ပုဂ္ဂိုလ်ကိုအဆောင်ရှောက်ပေးတာဟာဗြဟ္မဘဝရောက်အောင်ဆောင်ရှောက်ပေးတယ်တတန်းရှိအောင်ဆောင်ရှောက်ပေးတယ်နိဗ္ဗာန်မပို့ဘူးသူ့တိုင်းတာနဲ့သူပဲဝိပဿနာကျင့်လို့ခုနကပေါက်ရောက်သွားပြီအောင်မြင်ပေါက်ရောက်လို့မက်ထီအောင်ရောက်ရှိသွားပြီမက်စိတ်ဆိုတာကလောက်ရတဲ့ကုသိုလ်မဟုတ်ရတဲ့ကုသိုလ်နော်ဒီဇံကုသိုလ်တွေတို့သမထကုသိုလ်တို့ဝိပဿနာကုသိုလ်တို့ဆိုတာကဒါရှေ့ပိုင်းကကာမဝဆရာကုသိုလ်လို့ခေါ်တယ်သူကလှုပ်ရတဲ့ကုသိုလ်ပေါ့လှုပ်လို့ရလာတာကြတော့မက်ကုသိုလ်လို့ခေါ်တယ်အဲ့ဒီမက်ကုသိုလ်ကကိလေသာတွေကိုဖယ်ရှားပြစ်နိုင်တယ်အဲ့ဒီကိလေသာတွေဖယ်ရှားပြစ်ပြီဆိုရင်တော့တဏှာဝကလွတ်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ကြမှာဖြစ်ပါတယ်သူ့လမ်းကြောင်းနဲ့သူပဲအားလုံးဟာကုသိုလ်တွေဆိုတာလောက်ရမှာကြီးပဲဘုရားအဆူဆူကကုသိုလ်ဆိုတာမလောက်ကောင်းဘူးလို့ဟောတာမရှိဘူးနော်အဲ့တော့ကုသိုလ်ဆိုတာလောက်ရမယ်အကုသိုလ်ဆိုတာရှောင်ရမယ်အခါတလေကုသိုလ်ရောင်ရောင်နဲ့အကုသိုလ်တွေလုံးမိနေတတ်တယ်ဒါကြောင့်မို့လို့ဒါနဆိုတာလဲလောက်ရမယ်သီလဆိုတာလဲလောက်ရမယ်သမထဆိုတာလဲကျင့်ရမယ်ဝိပဿနာဆိုတာလဲကျင့်ရမယ်ကိုယ့်ရဲ့ရည်ရွယ်ချက်အတိုင်းပဲကိုကဘာကိုလိုချင်တာတော့ဆိုရင်လိုချင်တဲ့အတိုင်းတာတစ်ခုအတိုင်းလောက်ကြတာမဟုတ်လားဒါကြောင့်မို့လို့တကယ်တန်တရားဝကလွတ်ချင်ရတော့ခဏဝိပဿနာကျင့်စဉ်ကိုကျင့်ပြီးတော့မက်စိတ်ဖို့စိတ်ပေါ်အောင်လုပ်ရမှာပေါ့အဲ့ဒီမက်စိတ်ဖို့စိတ်ပေါ်တဲ့အခါမှာကိလေသာလို့တန်တရားထဲမှာဖြစ်ပွားစေတတ်တဲ့တဏှာတို့အဝိဇ္ဇာတို့ဆိုတာဖယ်ရှားပြီးတော့ဘဝတစ်ခုကရုပ်သိမ်းပြီးချုပ်ငြိမ်းကြမှာဖြစ်ပါတယ်ဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿတ်တို့ဓမ္မစာရီပုဂ္ဂိုလ်အစဉ်စဉ်ဖြစ်အောင်လုပ်ပြီးတော့ကျင့်သုံးမှအဓမ္မစာရီပုဂ္ဂိုလ်မဖြစ်မှဘုန်းကြီးတို့တွေဟာတန်တရားထဲမှာလည်းချမ်းသာပြီးတော့တန်တရားထဲကဆင်းရဲတွေကလည်းလွတ်မြောက်နိုင်မယ်ဓမ္မစာရီအဖြစ်ဖြင့်အစဉ်စဉ်ကျင့်သုံးသွားကြမယ်ဆိုလို့ရှိရင်မိမိတို့ကျင့်သုံးတဲ့အတိုင်းအတာအရတန်တရားထဲမှာလည်းချမ်းသာဒုက္ခရလို့တန်တရားကလွတ်တဲ့နိဗ္ဗာန်ချမ်းသာကိုလည်းမျက်မှောက်ပြုကြရမှာလို့ယုံကြည်ပြီးတော့ကိုယ်စီကျင့်သုံးအားထုတ်နိုင်ကြပါစေကုန်သတည်းကမေတ္တာပို့တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေ
မေတ္တာရေချမ်းသွန်ငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဘုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဝေတံပဝါယံတုဒုက္ခန္တကာမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအမေတ္တာတဟုရောင်မြူပါဝင်းငွေလမင်းနှင့်ရောင်ရင်ရှယ်ယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွဲ့မဲ့ဥတုံလုံးစုံများစွာတတ္တဝါတို့၏မနောတရာတိမြင့်မြတ်ဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည်တင်းစိတ်နှလုံးတည်းဟူသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကစားအစဉ်ထာဝရအေးမြจิตာတာယာပွင့်လန်းချမ်းသာဒုက္ခတည်းဟူသောကုမုဒ္ဒရာကြာပန်တို့သည်ဘုံလန္တာဝန္တာရွှင်မြူးဝမုံလူလျက်ကြည်နူးပွဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခန္တကလေအောက်လေတဲ့ရောရှက်သင်ပြန့်ပီတိတည်းဟူသောယနံတို့သည်ဘဝယံတုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်သတည်း